အားလုံးပဲမင်္ဂလာပါရှင်။အကျေးဇက်လန်ကောင်းတွေကိုပဲစိတ်ဝင်စားကြတဲ့ပရိသတ်တွေအတွက်ကျမတို့ရဲ့အောင် YouTube Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာပရိသတ်တွေအတွက်ကိုတင်ဆက်ပေးခြင်းတဲ့ဇက်လန်ကောင်းလေးကစာရေးဆရာထောင်းတီစာရေးသားထားတဲ့စေတန်ရဲ့ကကြည်တဲ့ဆိုရင်ဇက်လန်ကောင်းလေးရဲ့အစအဆုံးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇက်လန်လေးကိုလည်းမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့ဗီဒီယိုတိတိနိုင်မှာလည်းသိရှိစေဖို့အတွက်ဘေးနာကနိုဒီပဲခေါင်းလောင်းလေးနဲ့နှိပ်ခဲ့ပြီးဖို့တောင်းဆိုချင်ပါတယ်။ဟုတ်ကဲ့ပါဒါဆိုရင်ဇက်လန်လေးကိုစလိုက်တော့မယ်နော်။ဖေဖေမရှိရောရဲ့နောက်ပိုင်းမေမေကကြောင်းဆက်ထားပြီးခင်မေမေကပြည်လဲပြီးမြဲကျွန်တော်ကိုချိန်တိုင်းတော့ထောင်းပတ်မပေးနိုင်ဘူးလေ။ဒါကြောင့်အင်္ဂလိပ်နဲ့ပွဲတစ်ခုရအောင်ယူလိုက်တယ်။အခုကေကပွဲရမှာစည်ရင်သွင်းကြလေ။ဒါမဲ့ဗျာရတဲ့အလုပ်တွေကလည်းစိတ်ညစ်စရာကြီးပဲ။ကျွန်တော်နေလုံးဝမလိုက်ဖက်ဘူးလေ။အဲ့ဒါနဲ့ကျွန်တော်အလုပ်လုပ်မယ်ဆိုပြီးရန်ကုန်ဆိုရဲမြို့ကိုတကူရဲတက်ခဲ့တော့တယ်။ဒီရောက်တော့ငယ်တငယ်ချင်းတယောက်ရဲ့အကူအညီကြောင့်လေဖက်ဆက်စတိုးဆိုင်တစ်ဆိုင်ဖွင့်ခဲ့တယ်။အစားတော့ဆိုင်သေးသေးလေးပေါ့ဗျာ။နောက်အချိန်ကြီးကြာလာတော့လေဆိုင်ရတပြေးပြေးရောင်းအောင်တက်လာတယ်။နိုင်ငံခြား ready made company တွေနဲ့ချိတ်ဆက်လာတာ။အခုဆိုတော်တော်အောင်မြင်နေပြီဆိုပါတော့ဗျာ။အဲနောက်ပိုင်းမိမိစီတစ်လောက်9သိန်းစီပို့ပေးပြီးတော့ကျွန်တော်ကတော့အိမ်မပြန်တာအခုလနေဆို3နှစ်နဲ့4လရှိပြီ။ဒီမှာလည်းတငယ်ချင်း2ယောက်လုံးကစူးစမ်းနေရလေ။အိမ်တော့ပြန်ကျင်တာပေါ့ဗျာ။ရေးလက်ဆောင်မဲ့စုစောက်အုပ်လေးကိုပြန်ဖက်ပြီးတော့လေသူသဘောကျနေမိရဲ့။အော်ဘာလို့နဲ့ငါတော့အသက်25တောင်ဖြစ်လာပြီပဲ။နားလေးတော့ထပ်မိတ်ဆက်ပါမယ်။ကျွန်တော်နာမည်မဟော်ကိုဦးမင်းခါနဲ့ဒေါ်တာတာကိုတို့ရဲ့တအူးရဲ့တော့တမီတားပေါ့။အရင်ကကျွန်တော်တို့တိတ်မပြေလဲဘူးလေ။အခုတော့ကျွန်တော်ကိုယ်ပိုင်ကားတောင်ရှိနေပြီ။ခင်ဗျာကျွန်တော်ပုံစံလားမျက်ခုံးလေးထူတယ်ပြောရမလားပဲ။မျက်လုံးလေးလှတယ်ဗျ။ကျွန်တော်ကအသားလေးဖြူရယ်လေရန်ကုန်သားပြီပေါ့ကျွန်တော်အရက်လား6ပေရှိရယ်လေကျွန်တော်ကမဟုတ်ကိုပါထပ်ပြောပြမယ်ကျွန်တော်ကတွန်ပွိုင်းတယောက်ပါဟယ်လိုကူလားငါဒီနေ့ဆိုင်မလာဘူးကွာနေသိမ့်မကောင်းလို့ဟုတ်ပါပြီအဲ့ဓာကြီးချိနေရတာချစ်တယ်ရင်လေးဘိုင်ဘိုင်နော်ဟူဒီနေ့မှငါခေါင်းနေကိုက်နေပါလားမဖြစ်ဘူးစေးတော့မှာပဲအိမ်ကမေမေစေးတိုက်တာလေးကိုတတိရလိုက်တာအိမ်မှာလည်းအိမ်အကူမထားတော့သူ့ကိုယ်တိုင်ချက်သူကိုယ်တိုင်အိမ်မှုကိစ္စတွေလုပ်ရတယ်။စေးဘူးထဲမှာကောင်းကိုက်ပြောက်စီတစ်လုံးဖောက်တောက်လိုက်ပြီးအိမ်ရောက်ပေါ်ခဏလဲနေလိုက်တယ်။စေးချိန်ကြောင်ခဏအကြာသူအိပ်ပျော်သွားတယ်။နောက်တနေ့မနက်အဝေးဗီယိုတွေကအဖြူရောင်စပိုးရှက်နဲ့အနေရောင်ချင်းပေါင်းမျိုးတွဲဝေးလိုက်တယ်။နောက်မောင်နေရဲ့စပင်းတွေကိုကျင်းစီနဲ့ကိုပုံကျသွားအောင်လိမ့်လိုက်တော့တယ်။မှန်ထဲမှာကိုပုံကိုကြည့်ပြီးတော့ပြုံးမြော်လင်း။ဒီလောက်ဆိုကြွေကုန်မှသိကြတယ်။ကိုမနေရအချိန်នេះကောင်တာမှာမဟုတ်ဘူးမြင်တာနဲ့ကူးပြေးလာတယ်။ကိုကအသာထားဧကန်ကိုအရင်သွားလိုက်အောင်ငါရှင်လို့မနိုင်တော့ဘူး။ဘာဖြစ်လို့သွားကြည့်လိုက်ပါ။ကိုမျက်နှာရိတ်ခဲကြီးရောအခြေအနေကသိမ့်မဟုတ်ဘူး။တခုခုတော့ထိုးနေပြီ။ဧကန်နဲ့ရောက်တော့ဟိုတနေ့ကစကီမလေးပေါင်လေလောက်စကက်အချက်လေးနဲ့လေဟိုင်းအင်းကြီးကသူ့ကြမကြည့်ရဲဘူး။စပင်းတွေကလည်းနီးရဲပြီးတော့ပကုံးပေါ်ကိုဖြန့်ချထားတယ်။သူ့ကြည့်ရောကောင်မလေးကမျက်စိတစ်ဖက်မိတ်ပြတယ်။ဖေးဟာဖေးဟာဟိုနေ့ကအင်ကြီးလာဝဲတယောက်ပဲအင်ကြီးကပြဿနာရှိလို့လားဗျကောင်မလေးနဲ့မြန်နေချင်းဆိုင်ခုံမဝင်ထိုင်လိုက်တော့လေသူမကချက်ချင်းထောက်ပြီးသူ့အနာမလာကက်ထိုင်နေအင်ကြီးကဘာမှဖြစ်ပါဘူးအဆင်ပြေရဲ့တိလားရှင်ကြီးကိုတရားတွေ့ကျင်လို့ဗျာရှင်ကလေအရန်ချောတာပဲတိလားစူးတော့ကြွေတာအမှန်ပဲတိလားလို့ဘလို့မိန်းကလေးလေပြောရင်မဟုတ်ရဲ့ခေါင်းကိုသူမလက်တရားပုတ်တက်လိုက်ဟိုဘက်နေနေလောက်တိုးထိုင်ပေးပါလားဗျာကျွန်တော်ပူလို့ပါမထိုင်ချင်ပါဘူးစူကရှင်နဲ့တူတူနေချင်တာစူကိုမချစ်ဘူးလားယင်ပန်းရောက်နှက်ခမ်းလေးစူပြီးတော့လေပြောနေရဲ့ဒီကောင်မလေးကိုကြည့်ပြီးမဟော်ချွေးပြန်လာတယ်ကျွန်တော်မချစ်တတ်ဘူးအမ sorry ပါဗျာမယုံပါဘူးသူမလက်တရခါတဆင်မဟော်ရဲ့ပေါင်ပေါ်ရောက်လာတော့သူမနေနိုင်တော့ဘူးဒီမှာကျွန်တော်စိတ်တို့လိုက်နော်ချစ်ဖို့ကောင်းလိုက်တာကွာမိတ်ပြက်လေပြက်တော့ကွာကြောက်ရင် easy ကလေးတွေလောင်မလုပ်ပါနဲ့ကျွန်တော်တကယ်စိတ်ဝင်စားနားလေပြီဆိုတော့ပြန်ရင်ပိုကောင်းပါလိမ့်မယ်မပြန်ဘူးပေါ့ကောင်းပြီလေးမအမမပြန်တော့ကျွန်တော်ပြန်မယ်မပြန်ပါနဲ့စူးပြန်ဆိုပြန်ပါမယ်နော်သူမထိုင်ရထပြီးတော့မဟုတ်ရဲ့ပါးပြင်ကိုနမ်းသွားသေးရဲ့ဟာခမည်းသွားပြီတက်တာဘလို့လူတွေမှန်းကိုမသိဘူးဒီကောင်မလေးနမ်းသွားတဲ့ပါးပြင်ကိုလက်နဲ့ပို့ပစ်လိုက်ပြီးတော့ဆိုပါပေါ်စိတ်ပြတ်စွာနဲ့ထိုင်ချလိုက်တယ်ဝိုးစွန်ချက်ကွာကိုအေးစိမ့်နေကွာ
မဟော်တို့ကတော့ဝိုင်းဝိုင်းကိုလဲနေရပြီအားကြလိုက်တာဒေါ်လေးပြေကူမဟော်ရဲ့အတန်မှလာတော့ကူလက်ထဲကဖိုင်တွဲလေးချပြီးလိတော့တယ်စိတ်ညစ်ပါလေဆိုသူကတမျိုးအဲ့လိုပဲဗျာကျွန်တော်တုံမော်အိုင်းဆိုတာမိမိအမျိုးနဲ့ကိုကလွယ်ရင်တော့ဘယ်သူကသိမှာလဲဗျာကျွန်တော်ကိုကြိုက်တဲ့မိန်းကလေးလည်းစိတ်ဝင်စားကျွန်တော်စီးပွားရေးမှာပဲအာယုံဆိုင်နေလေမဟောပြောလေကူမဟောစည်ရင်းနေစိတ်ရင်ကိုကိုလည်းကြည့်လိုက်တယ်မဟောကိုစက်ကဲလေးတွေကြိုက်ကြရင်တော့လုံးဝအမိုက်စားလေးကြီးပဲအလုံးမရှိဘူးလားဒါတွေပဲအကြောင်ထက်နေပြီကူရဲ့ကိုကပြောလို့ပါမဟောကလေအခုဆိုရင်ဆိုင်မှာအယောင်သွက်လာပြီလေအဲ့ဒါမဟောကြောင့်ဘာမှမဆိုင်တာဆိုင်တာပေါ့လာတဲ့သူတွေကလည်းတကယ်ကိုအလန်းစရာလေးတွေကြီးပဲအတူတပြင်းမဟောကိုတွေးကျင်နေကြတာပေါ့တို့ကူရဲ့ငါပဲဆိုင်ရှိမှာညနေပေးလေးနဲ့ထိုင်နေရမလို့ဖြစ်နေပြီထိုင်သိရင်တော့ထိုင်ရမှာပဲလေဟိုနေ့ကတယောက်ပဲကြည့်ပြန်လာတော့ကျုပ်ပါကိုရမ်းရှာသွားသေးရင်တကယ်မလွယ်ကြောလေးမဟောကကြောတာကိုမြင်သူကမကြွေပဲကြွေစင်းနေပြီပေါ့နားစမ်းပါကွာအရေးမပါဘူးပြောလိုက်ရင်အဲ့ဒါနဲ့တနေ့အဲ့လိုမိန်းကလေးရှောင်နေရနေဆိုင်ထဲမှာပုံးစရာနေရတော့မရှိတော့ဘူးလေကိုကုသိုလ်ကံနဲ့ကိုပေါ့ဒီနေ့ဆိုင်ပေးရက်ပဲအိမ်မှာလေးအသီးရွက်တွေကုန်နေပြီဈေးထုတ်ဝယ်အောင်မှတော်ကကြမယ်ဗီယိုရဲမှာအစိမ်းတို့ရောင်အနှွေးရဲ့အပါလေးနဲ့ပေါင်းမီအဖြူရောင်လေးကိုလည်းတွဲဖက်ဝေးစိန်လိုက်တယ်စပင်းတွေကိုပုံကြအောင်ဖိလိုက်ပြီးတော့အိမ်အောက်ထက်ကိုဆင်းခဲ့တယ်ပန်းကော့ပြီးစိမ့်လဲဝယ်ရမယ်နောက်ကြောက်ဥရောနောက်မဟုတ်ဘူးဆိုတာရောစူပါမားကတ်တွေတရားဟုတ်တင်ရှောက်ပြီးတော့အိမ်အောင်လူအပ်တာတွေကိုစဉ်းစားတယ်ဒီအခါမှာမဟောဈေးလောက်ဝယ်တာပေါ့အတန်ချေချေလေးလာရဘက်ကိုလည်းမဟောလှည့်ကြည့်ရင်ဟိုလှချက်ကတော့တကယ်ကိုနိုင်ပလက်ပဲအနီရောင်နှကန်လေးကသူ့ကိုပြုံးပြရင်အပေါ်ကလည်းပြင်းရဟပြီးတော့အောက်ကပေါင်လေပေါင်းမိအကျက်အဖြူရောင်လေးဟာလုံးဝအမိုက်သားလေးတစ်ယောက်ပါလူအဲ့လောက်မကြည့်နဲ့လေတရားရှက်လာပြီဒီကောင်မလေးပြောမှမဟောကလည်းမျက်နှာပြန်တီးလိုက်ပြီဟုတ်ကဲ့ကျွန်တော်ကိုသိလို့လားသိရပါဝင်းစတိုးဆိုင်ပိုင်ရှင်နီးမဟုတ်လားသိစားသွားပါပြီနောက်ထပ်ချီးတုပ်လေးတစ်ထုံးဆိုတာဩဟုတ်ကဲ့ဝယ်ယူအားပေးရဲ့အတွက်ကျေးဇူးပါဗျာထားပါတော့အခုပါလာဝယ်ရလဲပြောဟိုအိမ်ကလိုတာလေးလာဝယ်ရပါသွားလိုက်အောင်မယ်နော်မမြင်မြင်လေးမှဒီတိုင်းဆိုအိမ်ပြန်ရောက်မှာမဟုတ်တော့နေပါဦးပကြည်နဲ့အတူတူဝယ်မယ်လीနော်ဟိုင်သေလိုက်တော့ဟိုကျွန်တော်လာပါဒီကောင်မလေးကမဟောရဲ့လက်ကိုချိတ်ပြီးတော့အောင်နိုင်သူတယောက်လိုအပြုံးနဲ့ဝီကြွားနေရင်စိတ်ညစ်ပြီးမရှူနိုင်မကင်နိုင်ဖြစ်နေတော့မဟောပါပတ်စံအိတ်ထုတ်ပြီးရှင်းမယ်လို့တော့လေသူမလက်ကိုမလွတ်တန်းကြိုက်ထားတယ်ဟူးငါအပြင်တော့မထွက်ရတော့မမေတားဖြစ်ကိုကဲပါဦးမြာတုံပေါ်တယောက်ဖြစ်ဟာမလွယ်ပါလားကူကြီးဒီနေ့လာတာစော်လာကြီးလားမဟုတ်ပြောမနေပါနဲ့တော့ကွာငါမှလိုက်ပတ်ပြေးနေရတယ်ရှင်နေသိလားတော်လေးပြီကိုဒီမှာတော့အသက်ပါထွက်ချင်နေပြီဆိုချက်ကွာတကယ်ကိုနိုင်ပြလက်ပဲထားတော့စင်းရင်းနေရောငါကူလုပ်ပေးမယ်လေအင်းမလာလေမနေရဖြစ်ရက်တွေကိုခေါင်းနဲ့ရထုံလိုက်ပြီးအလုတ်ထဲမှာသာအာယုံစိုက်ထားလိုက်တယ်ကျွန်တော်ကတယောက်တည်းတည်တံ့နေရတာကြိုက်တယ်ဗျဘသူမှကျွန်တော်ကိုလာຫນွေတာမျိုးမချိုက်ဘူးကျွန်တော်လည်းရှင်းရှင်းမဲ့နေရလေခက်တယ်ဗျာတခါတလေကြောက်နေလောကကြီးကိုအော်ပြောလိုက်ခြင်းကျွန်တော်တုံပိုင်းတယောက်ပါလို့ဒီနေရာမှာမက်စုကိုရမ်းလိုက်ပြီးတော့မိုးခွဲလေးတွေကြားနေအပြင်ဘက်ကိုငေးကြည့်လိုက်တယ်မိုးရွာတာကိုကြိုက်တယ်အိမ်လိုတူတူလေးရေရွလိုက်တယ်ဒီအိမ်နဲ့တူတယ်ခြံတကားပြင်ကအိမ်ကြီးကိုကြည်လှမ်းကြည့်လိုက်တယ်ဟိုးလှလိုက်တာအပြာနွေးအောင်တိုက်အိမ်နှစ်ထပ်အိမ်ဘေးမှလည်းပန်းပင်တွေကအစီအီပွင့်ဖူးနေခြံတကားကတော့မခတ်ထားအောင်တုံးပွင့်ပြီးတော့သူမဝင်လာတယ်အိမ်အဝင်တကားဝါရှိရောက်တော့မဝင်မဲအိမ်ရဲ့အခြေအနေကိုသူမအကေးခတ်တယ်အတန်လာရအိမ်ပေါ်တက်ကိုသူမမောကြည့်လိုက်တယ်အတန်သာကြားရတာလူကိုမတွေးရသေးဘူးအမလီဆိုင်သွားဖို့အတွက်ပြင်ဆင်ပြီးတော့အောက်ဆင်းလာတော့ဘယ်ချိန်ကလေးရောက်နေမသိရင်ကောင်မလေးတယောက်ကိုလေကားရင်မှတွေ့ရင်မင်းဘာတူလဲလေကားပေါ်မှာမဟုတ်ကုန်းကောနဲ့တက်ရတော့မလို့စီးရတော့မလို့ဖြစ်နေရကြေရသူ့မျက်နှာလေးမောကြည့်နေမိရဲ့ခြုံလိုက်တာရှင်နှစ်သားလေးတိုင်းပဲကြေအရန်ကန်ကောင်းသွားပြီဟေ့ငါမင်းနေရလေဟိုအနီဖုံးမဆက်ဘူးလားယင်ဘယ်ကနေလဲမသိဘူးအနီတတောက်လေမမေရလားမဆက်ပါဘူးမင်းကငါအမေကိုသိလို့လားကြေးဖုံးဆက်ပြမယ်သူမကိုသူမကြေးလို့ပြောနေရဲ့ကောင်မလေးကိုကြည့်ပြီးစိတ်ညစ်သွားတယ်ဟယ်လိုအနီကြေးရောက်နေပြီဟ
ဟုတ်ခဏနော်ကြီးကမဟုတ်လက်တဲ့သူမရဲ့ဟန်ဖုန်းလေးကိုလှမ်းပြီးရင်ဖုန်းယူကိုင်လိုက်တော့ဗျာဟုတ်ကဲ့တားဖုန်းကစက်ပိတ်ထားလို့ဟုတ်စကားပြောလေချောတယ်ကွာပေးဆောင်ကြည့်လေချောတယ်လှေကားလက်ရန်ကိုလက်ထောက်ပြီးတော့မဟုတ်ကိုမောကြည့်မိရဲ့လာမင်းနေရမယ်အခန်းကိုလည်းလိုက်ပြမယ်တကယ်တက်လာခဲ့မှုံရသွားရဲ့မျက်နှာလေးလို့ကြည်မျက်နှာလေးဝင်းပသွားတယ်သူမအဝေးအိတ်ကိုမပြီးတော့မဟုတ်နောက်ကိုအပြေးလေးလိုက်ခဲ့ရင်အခန်းကငါအိတ်ခန်းတစ်ခုတည်းအိတ်ခန်းလို့ထားတာတခြားမှအခန်းမရှိဘူးဒါမဲ့အခန်းတစ်ခုတော့ရှိရင်နေနိုင်ပါမလားအိုးရှင်နေဆိုနေနိုင်တာပေါ့ဟုတ်ကဲ့ရပါတယ်တကူတော့အခန်းရှိရောက်တော့တော့ချောင်းတစ်ခုထုတ်ပေးလိုက်တယ်နေနိုင်နေဆိုတော့လည်းမစိုးပါဘူးရှော့ဒါကဒီခန်းတော့လေးပေါ်မြောက်ပြီးပြစ်ပေးလိုက်တယ်ဒီခန်းမှာမင်းနေပေါ့တစ်ဖက်ခန်းမှာငါနေရဲ့တကယ်ပြောမနေနဲ့ပညာတွေသင်ပေးအောင်ပါမနေနိုင်တော့ချောင်းမင်းမင်္ဂလီတကယ်ကဲငါဆိုင်သွားရအောင်မေဈေးလေးလိုက်မေလီနော်ဂျေမနီရဲဦးဘာတွေလိုက်ရှုံမလို့လည်းမသိဘူးအာလိုက်လို့မရဘူးနေခဲ့ဟုတ်ကဲ့နေပါအောင်မင်းနာမည်ကဂျေရဲ့တီပွင့်အောင်မလီဟာအစမ်းနေကြီးပဲငါနာမည်ကမဟုတ်ကိုမှတ်ထားဒါဆိုကိုလို့ခေါ်မယ်နော်ကိုဘာပေလိုက်တော့မဟုတ်ကြီးကြိုက်တယ်လို့ခေါ်ပါငါတော့မယ်တခုပြောမယ်ငါအခန်းထဲဝင်မမွေရအောင်ဟုတ်ကဲ့ကိုမဟုတ်တစ်ချက်ပြုံပြပြီးတော့အိမ်အောက်ဆင်းခဲ့ကားလေးရောက်ပြန်တော့လေမိမိစကားတွေကိုသူ့ပြန်ကြားရောက်မင်းအဲ့ကလေးလေးကရန်ကုန်မှာကျောင်းလာတက်တာဒါရဲ့မိမိအချစ်ဆုံးတငယ်ချင်းရဲ့သမီးလေးသူ့တိတ်အဆင်မပြေတော့မိမိကလည်းကုညီပေးရပါကောင်းကောင်းဆက်ဆက်တော့ဒါဘူးကလန်နေလေပြောမနေနဲ့သမီးစီကိုပြန်မိမှာဟာပြက်တတ်တာပဲစိတ်ညစ်တယ်ကွာမဟုတ်မျက်နှာလေးမကောင်းပါလားဒီလိုကူရဲ့အဖြစ်တွေကမနေရနဲ့တော့မတူတော့ပါလားငါစိတ်ညစ်တယ်အဲ့ဟာလေးနဲ့ဘလို့တွေဖြစ်မလဲမသိဘူးဘာညာပေါ့လုံးဝရဲလိုက်တော့ကူဟုတ်ပါပြီကဲတခုခုလာစားအေးမကိုကတော့မဟုတ်ကိုကြည့်ပြီးရင်းနေတယ်ကိုပြန်လာပြီသူမအခန်းရှင်နေစဉ်မှာကောင်းဟိုတီးတန်ကြောင်ပြေးစင်းသွားပြီးတော့တကားပေါက်မှာသွားကြိုလိုက်တယ်ကိုပြန်လာပြီလားမတွေ့ဘူးလားမဟုတ်ရဲ့ငေါ့တန်ကြောင်လည်းဈေးမျက်နှာလေးညှိုးသွားတယ်ကိုပါစားမလဲရင်ဈေးလုပ်ဝင်မယ်လေရတယ်ငါ့ဘာသာလုပ်မယ်အဲ့လိုပြောပြီးအခန်းတကားကိုစောင်းပိတ်ပြီးဝင်သွားတယ်ကိုကငါလာလို့စိတ်ညစ်တရားနေမယ်မဖြစ်ဘူးတခုခုလုံးမှခြေစိတ်တွေတွေးပြီးတော့ထမင်းစားခန်းထဲဝင်သွားတယ်နောက်တနားရဲ့ကြရေတော့ချိုးပြီးပြီးရင်စိတ်ရင်ဘာနဲ့ကြီးလဲဂျိုတူရဲ့အနက်ရစိုးရစွာအခန်းထဲဝင်ရောက်လာတယ်ဟာဟိုကောင်မလေးလက်ချက်ပဲနေမယ်အကန်ကလင်းမြန်စွာထွက်ပြီးတော့ထမင်းစားခန်းထဲရောက်တော့ဟာပန်ကော့ဘီရဲ့စိတ်နေနဲ့ငြုပ်သီးပွားအစိတ်တွေကခုံပေါ်ပြန့်ကျင်းနေပကံတွေကလည်းမှောက်တဲ့ဟာမှောက်ပင်နေရဲ့ပကံတွေကလည်းပေးစင်တဲ့အပြည့်ဖယ်ရောက်သွားလဲဟိုမဲမင်းကြီးမှမီးဖို့ဆောင်တွေကအော်တန်ကြောင့်လည်းမဟော်ပြေးဝင်သွားတယ်ဘယ်ဘက်လက်ကဆလောင်ပုံကြီးကင်ပြောညာဘက်လက်ကဇုံကိုကင်ထားရင်သူမှတိုက်ပွဲမှာစစ်သူကြီးတယောက်လိုညှော်တူးနေရပဲတဲ့အိမ်တော့ကိုကြီးလက်စီစဉ်သွားလို့ပေးငါ့ကိုမဟောအော်တန်ကြောင့်လည်းသူမလက်ဖော်ကနေထိုးပေးလိုက်တယ်မေးလက်ကိုဘာလို့ရမှာလဲဇုံကိုပြောတာဂျီကိုမအော်ပါနဲ့ရော့ဇုံကိုမဟောလက်ထဲထည့်ပြီးတော့ပြေးထွက်သွားတယ်ဘာလေးမှမသိဘူးစီယိုလည်းအိုးကက်လေးထည့်တော့စင်တာပေါ့အိမ်မှာလည်းဘာမှလှုပ်တက်မဲ့ပုံမပေါ်မိမိတောက်ကိုဒုက္ခအိုလီလက်ဆောင်ပေးလိုက်တာလားဗျာဟိုတယောက်ထမင်းလာစားလို့ရပြီထမင်းစပွဲပေါ်ဟင်းဘက်ကနေစပြီးတော့သူ့လမ်းခေါ်တော့အတန်းအပြန်မလောင်စိတ်ကမရှိတော့ဘူးအေကန်ဘက်ထွက်ခဲ့တယ်ဆိုပါကုံပေါ်မှာလေးခွလေးအိမ်နေရဲ့သူမကိုတွေ့ဒီမှာလာနှက်နေရုတ်တရက်သူမလက်ခုပ်ကိုတွေ့သွားရင်အပူလောင်တဲ့အရေးကြီးဘူးလေးရလည်းနှင်းမြဲနေရစေးလိမ့်ပြီးမှဗီယိုထဲမှာစေးသေးတာထုတ်ပြီးတော့သူမလက်လေးကင်ပြီးစေးထည့်ပြီးရင်တော်တော်နာသွားမယ်ကိုကငါ့ကိုတော့စိုးရိမ်တတ်တာပဲမျက်လုံးလေးဖြည်းဖြည်းဖွင့်ပြီးကြည့်လိုက်ပြီးတော့စိတ်ထဲကတော့ပြောနေငါအဲ့လောက်ကြောလို့လားစေးထည့်ပြီးပြီဆိုတော့ထမင်းလာစားတော့ခဏမဟောလက်ကိုလှမ်းဆွဲလိုက်တော့ပြန်ထန်လိုက်ရရဲ့ဘာပြောမှလဲဂျီကလေလာတိုင်းအခန်းကပေးမှာပါမလို့နောက်ပြီးကိုကတွန်းဆိုရလေဂျီတီရဲ့မဟောမျက်နှာလေးကပန်းရောင်တန်းသွားပြီစိတ်ထဲကအနှင်းငယ်တွန်းသွားမိရဲ့တင်းနေပြီရပဲ
မဟုတ်ဘူးလေခြေကဆက်ပြောဒါပေမဲ့လေကိုကိုချစ်တယ်ဖေဟာဖေဟာတကူလုံးကတော့ကြက်တီးမွေးကြီးနေတော့ဖြင်းကနေပဲဘာခြေပိုက်စားပြီးစားမယ်လေမင်းတော့လှစ်ကနေမဟုတ်ပြီးမှထပြေးသွားတယ်ဟူတပြေးချမနေနဲ့လာလီစားပါမယ်ဆိုမဟောကောင်ကိုလည်းတစ်ချက်ခါလိုက်ပြီးတော့ထမင်းစားကန်ကိုဝင်လိုက်တယ်ညာစင်းနာရီထိုးနေပြီမဟောအခန့်အမီးမမိတ်သေးဘူးကတင်ပေါ်ဂီတာလေးတီးပြီးတော့လည်းဖီးနေရဲ့မဟောအတန်ကိုအတိုင်းသားကိုကြားနေရတယ်လာမေးမဟုတ်ဘူးဂျေးဂျေးဘယ်တွေကရောက်နေမှမသိရဲ့ငတိမှာသူ့မျက်လုံးမှိတ်ပြီးတော့လည်းတချင်းစွနေရောကတင်ပေါ်ရောက်လာရင်မင်းပါလာလို့တာလေကိုကဒါလေးတော့တာပဲနော်လာမြောက်မနေနဲ့ဘာမှလည်းကြွေးစရာမရှိဘူးကိုကလည်းဂျေကအတီးပြောတော့သူမရဲ့အပြောလေးကြောင့်လည်းမဟော်ရီလိုက်တယ်သူရည်နေအောင်ဂျေကမေထောက်ပြီးတော့ကြည့်နေရောမဟော်မျက်နှာလွှဲလိုက်တယ်မင်းအခန်းပြန်တော့ငါအိတ်တော့မလို့ဟုတ်ကဲ့ကိုကိုဟာသွားပြီကိုကိုကတင်ပေါ်မှာလေးကြောင်ရုပ်ကြည်ရလားကြံရီခဲ့သူဟာမဟော်ပါအော်ဘဝမနေ့6နာရီမှုေးလိုက်တာပေါင်မုံမီခဲ့အနက်လေးကသူ့ကိုနှိုးထားစီမရတော့စားကျင်လာပြီအေးရထပြီးတော့ထမင်းစားကန်ကိုဆင်းလာတယ်မိခင်ဆက်မှာပေါင်မုံအလုံးလိုက်ကအညိုရောင်တန်းနေပြီဟာဟေးကျွမ်းကုန်ပြီချကိုပီစုံလေးချပြီးပေါင်မုံကိုလမ်းယူလိုက်တော့အာပေါင်မုံအသာပူလွန်းတာကြောင့်လေလမ်းကနေလွှတ်ချလိုက်တယ်ဟာသွားပါပြီကွာကြွေပြောင်ပေါ်မှာပေါင်မုံကအလုံးအတိုင်းကျသွားတာကိုဂျေးရလေတော်ပြီဘာမှပြောနေတော့ဂျေးရလေကိုစားသိချင်တာမင်းငါ့အရှိကမြင်မြန်ထွက်သွားလိုက်ကိုကလေမဟုတ်ရင်ငါကလည်းဘာလုံးမိမယ်မသိဘူးနော်သူမအကောင်လေးငုတ်ပြီးတော့မဟုတ်အရှိကခက်တုတ်တုတ်လေးပြေးထွက်သွားတယ်အမွေစိန်တအိမ်လုံးကိုပတ်မွေနေရမဟုတ်ဆိုင်ကိုသွားတော့အိမ်မှာသူတယောက်တည်းကြံခဲ့ဘာလုပ်ပြီးရင်ကောင်းမလဲအိမ်နေရနေကိုကြက်မွေနဲ့အတန်ရှိလိုက်လို့တယ်မဟုတ်ရဲ့ပွဲတက်ပုံအရှိရောက်တော့ကိုကအရန်ချော့ပါပဲကိုနှကန်းလေးအပြင်မှာမနန်းရပြီမင်းတက်ပုံထဲမှာတော့နမ်းပြီနော်တက်ပုံကအနေငယ်မြင့်တာကြောင့်ခြေပြားထောက်ပြီးနှကန်းလေးစုပြီးလှမ်းနေလိုက်တယ်ခြေပြားကမမီရောတက်ပုံပေါင်းကိုဆွဲကိုလိုက်တော့ကိုပြန်လာပြီကိုပါစားမလဲလိုက်ဝေကျွေးမယ်လीနော်အမွေစိန်စကားကြီးချိုးရင်တော့တတိတာထားတော့မဟုတ်ကြီးမစားပါဘူးအိမ်ရရှိရနဲ့စားမယ်ပတ်စံကုန်နေဟုတ်မဟုတ်အိမ်ပေါ်လမ်းတက်ဖို့ခြေလမ်းပြင်လိုက်ပြီမင်းနေရန်ပေါ်ကအရာဝတ္ထုတစ်ခုကြောင့်ပါဇက်အဟောင်းသာဖြစ်သွားတယ်ဟာငါတက်ပေါ်ကတက်ပုံစာရွက်ကြီးကိုဘေးကတိတ်အကြည့်နဲ့ကတ်ထားတာကိုတွေ့ရတယ်မှန်ပါကဘယ်ရောက်သွားလဲမွေစိန်ဟိုပြောစမ်းသူမလက်မောင်သားလေးကိုဆွဲခပြင်းလိုက်တော့စံရွယ်လေးတွေခါရမ်းသွားတယ်ရုတ်တရက်မဟုတ်ရင်ခွင်ထဲဝင်ပြီးတော့ခေါင်းကိုအသေးဖက်ထားလိုက်တယ်လှုပ်စမ်းတက်ပုံပေါင်ကဘယ်ရောက်သွားလဲငါမင်းနေလေမဟောသူမောင်းကိုကျုံអော်လိုက်တယ်ခြေကလေပြောလေမဟောခါကိုလည်းတင်းကျပ်စွာဖက်ထားပြီးတော့စကားတွေဟာထိငုံနဲ့ထွက်လာတယ်ကိုတက်ပုံမှာဖုန်နေကက်နေလို့ကြက်မွေးနဲ့တိုင်းမမီလို့လမ်းဆွဲလိုက်တော့ဘာဖြစ်သွားရောလဲကွဲသွားရောဘာကိုကလည်းမအော်ပါနဲ့မင်းလီတခုမဟုတ်တခုလောက်ကိုမှု့လိုက်ရမှာနေတာထိုင်တာရှိနေတယ်နေငိုမနေနဲ့မင်းကဘာမှမလုပ်ဖဲငါအင်းကြီးနှက်ပေကုန်မယ်ကိုကဂျေးကိုရိုက်မယ်တင်လို့မရိုက်ဘူးတိုင်ပြောမှာဘေးနေကွာဘွေဓာတ်ပုံကခုတော့ကိုရဲ့ဂျေးအောင်စေတနာနဲ့လုပ်ပေးရပါမျက်ရည်လေးနဲ့မဟုတ်လေမောကြည့်ပြောတောင်မက်နေရောမဟုတ်လေမနေနိုင်ဘူးဒီမှာငါရှိလားငိုမပြနဲ့မင်းမွေတာကြီးတော်လုံးနေပြီကိုရဲ့မတိုင်ပါနဲ့နော်မရဘူးဒီအတိုင်းဆိုငါအိမ်တိုင်းပါကျွတ်လိမ့်မယ်မဖြစ်ဘူးဘောင်းမီအိတ်တွေကလက်ကင်ဖုံးထုတ်ပြီးတော့မဟုတ်ရင်မိမိစီကိုလှမ်းဆက်လိုက်တယ်မိမိအိမ်မလေးသူမတမင်ကြောင်ဖုံးစပီကဖွင့်ပြီးပြောတယ်အထုပ်သားပြင်ထားတော့တားရင်သမီးလေးကငယ်သေးတယ်လေဒါလီမားတော့ခွန်းလုပ်ပေးလိုက်ပေါ့တားဟာကြီးပဲမိမိအခုဟာတက်ပုံပေါင်တစ်ခုမှ3000လောက်ပဲရှိတာပြန်လဲလိုက်ပါသားရဲ့တော်ပြီမိမိဟာသမီးလေးကိုဂီယူဆိုင်တော့ဒါပဲဗျာသူမလေးကတော့မျက်ရည်တုပ်ပြီးတော့မဟုတ်ကိုပြုံးပြတယ်ချီတုပ်ကိုကလည်းရုပ်ကအသေးမွေးဟိုဘက်ခန်းကကြလိပြီအခန်းတကောက်ကိုခြေတောင်နဲ့ကန်ပြီးတော့တကားခောက်နေရဲ့ငါခေါ်တာမကြောက်လားအခန်းတကောက်ကိုနားကက်ပြီးနားထောင်လိုက်တော့ရေကြတန်နေကြရတယ်ကိုစားကြော်ပါ
ရေခဏပိတ်ပြီးတော့ဆက်ပြတိုက်လိုက်တယ်မျက်လုံးထဲကိုဆက်ပြအမြုပ်နေဝင်သွားပြီးတော့လက်နဲ့ဖေးလိုက်စင်မှာဆက်ပြတော့ဘယ်ရောက်မျက်လုံးကလည်းဆက်လာပြီဖြစ်လို့ဟိုဆန်ဒီဆန်ရှောက်လိုက်တော့အကန်အဖြစ်ဘက်ကမဟော်မနေနိုင်တော့ရေပေးပါဆက်ပြတော့တက်နေပြီးတော့ပလက်ကြီးလဲကြနေတာခါနာသွားပြီတော်တော်နဲ့မထနိုင်ဘူးရေဆက်တယ်ရေအကန်နေရှာကြည့်တော့လဲသူ့မကိုမတွေ့ဘူးရေချိုးကန်တကောက်ကိုဆွဲဖွင့်လိုက်စင်ကျွေပြပေါ်မှာပလက်လန်နေရဲ့သူမကိုတွေ့ရင်ကိုရေဟမ်ရေစလာထဲမှာရေခက်ပြီးတော့သူမလက်ထဲပေးလိုက်တယ်သူမမျက်နှာကိုရေနဲ့လှည့်မြန်စွာဆေးကြောလိုက်ပြီးတော့မျက်မှောက်လေးကျုပ်ပြီးတော့ရှုံးမိသွားတယ်ထလေအေးပါမယ်ကြည်အိုက်တင်နေလုံးမနေနဲ့ဘယ်သူမှလည်းအကယ်ဒမီမပေးဘူးထဆမ်းပါကွာမျက်နှာတွေကငူမဲမဲလေးနဲ့မဟုတ်မိုးကြည့်လိုက်တယ်ကြည်ခါကျိုးပြီထင်တယ်ဘာဟုတ်တယ်ခုနစက်ပြတော့တက်နေတာအခုတော်တော်နာနေလားထားလို့ရတော့ဘူးကိုကလာငါကြည့်မယ်တိတ်ချခိုင်းတာသူမထမိန်ရင်ရှားလေးကိုလက်နဲ့ဖိပြီးတော့ကျန်လက်တက်ဘက်ကမဟုတ်လေပြီးကိုလည်းဖတ်ထားလိုက်တယ်ငတိမဘာရီဘလောက်စားထားလဲမသိဘူးလေးလိုက်တာသူမမိုးရလေးပေါ်အသာချပေးလိုက်တယ်နာသေးလားနာရဲကိုရဲ့မင်းဒီတိုင်းနေတော့အေးမိမယ်မင်းအဝေးစားဝေးလိုက်ခါနာပါရဲ့ဆိုရှေ့လိုက်တယ်ပါစက်ငါဝေပေးရမလားကောင်းတော့ခါမနာတော့နာလိုက်တာချက်ချင်းသူမအဝေးအိတ်ထဲမှာအဖြူရောင်ရှက်အင်ကြီးလေးထုတ်လိုက်တယ်ထမေကဒီတိုင်းပဲဝေထားကွာငါအင်ကြီးပဲဝေပေးမှာဟုတ်ကိုသူမအနောက်ကနေအင်ကြီးထည့်ပြီးကျဲတင်ရီကိုလည်းစိတ်ရှိရှိတက်ပေးနေမဟုတ်မျက်နှာလေးမောကြည့်လိုက်တယ်အဲ့လောက်မကြည့်နဲ့လေးချက်လေးပြီးမဟုတ်အပြောကြောင့်လေသူမရှက်ဟပ်ပြီးကောင်းလေးငုံသွားတယ်အောက်ဆုံးကျဲတီးကြတော့မမီလို့အနေငယ်ငုံလိုက်စင်မှာကိုခေါ်တယ်လေးနဲ့အတူမောလာရင်သူမရဲ့နှက်ဖူးလေးနဲ့မဟုတ်နှာတန်လေးကထိသွားတယ် sorry တကယ်လေမနှာပဲနဲ့နှာပါရဲ့ဆိုစပင်းနေတော့လာရောသွားပြီအိမ်လို့ပြောပြီးအခန်းထဲကလင်းမြန်စွာပြေးထွက်ခဲ့မင်းကြီးတော်မို့နှလုံးသားလားခုန်နေရလားကိုပြောမေးစရာရှိလို့မမေးနဲ့ငါရင်မေးမယ်ကိုကလေမင်းเจ้าကဘယ်နေစားတတ်အောင်မလဲပါလေလာကြုံမလို့လားရပါမျက်စိရှုပ်လို့ဒီတခါတည်းအလဲရမိကြည့်လေကိုကလည်းကျေးဇူးအကောင်းမပြောမေးစရာရှိရဲ့ဆိုမေးပြီးဝေးကြောင်းတော့ကိုဒီနေ့ဆိုင်မသွားဘူးလားမသွားဘူးပိတ်တယ်တကယ်မေးပြီးပြီလားကြံသေးရဲ့မိကွာကိုချစ်သူရှိလားယင်ကြည်ဖက်တချင်းလိုပဲမိမရဲ့အကောင်ဇင်းတွေကြီးပဲကြောက်လွန်းလို့သူကြောင့်မိမမဟုတ်တာကြားနေရပဲမင်းပါတွေးနေလဲငါသိရဲ့နော်ပျော်လို့ကိုကဈေးအတွက်ပဲဖြစ်ရမယ်ဘာထားလဲစစ်လို့အံ့ဩပါသူမလီပျော်ရွှင်စွာပြေးထွက်သွားတာကိုမဟော်ကျင်ရီမိလိုက်တယ်တကယ်ကြလိပြီလေကိုတနေ့လုံးတကူတဲကိုပဲကိုနေရနောက်ညီးနေရပဲပြောပါလေမုတ်ထွက်စားခြင်းနဲ့တော့လီခြေထောက်တယ်လားအင်းလီခြေဟာကူမရန်ကုန်ရောက်ဘူးတော့အဲ့တော့အမလီမေးရတဲ့လိုက်ပို့ဒီနားမှရက်ရင်ဘလောက်ပေးရမလဲဝါသိလိုက်စမ်းမဟုတ်ရေလိုက်ဖို့မင်းသွားအင်းကြီးလေဒီဘောကဘာလို့လောက်လားစပိုးရှက်အပွားလေးနဲ့ပေါင်းမီအချက်ကိုတွဲဝေထားတယ်ပန်းသွေးအောင်နှက်ခမ်းလေးစုပြီးတော့ငုတ်ကြည့်လိုက်တော့ပကုံးပေါ်ဟာဆက်နယ်လေးတွေပြေကျသွားတယ်လောက်ပါရဲ့အဲ့ဟာကြောင့်ချစ်တာကလေးလေးတယောက်လိုခုံပေါက်ပြီးတော့မဟုတ်အရင်မြင့်မြင့်ကြီးကိုသူမကခုံမိဖက်နှမ်းလိုက်တယ်မင်းတော်မေးလေကိုမဟုတ်မျက်နှာလေးပန်းသွေးတွေဖြန်းပတ်တယ်လို့ပဲရဲတွတ်သွားတယ်ငါပြန်ထဲမှာအသက်ပါထွက်သွားမယ်ဟဲ့ဟိုမှာသူတယောက်အံအားသေးစွာပဲထိုင်ရထားလိုက်တယ်ဝင်းစတိုးဆိုင်ဟာသူမရဲ့မင်းသားလေးမဟုတ်ကိုတွေးလိုက်တာပါဘေးမှာလည်းနိုးနဲ့မစင်သေးရဲ့ကလေးမတယောက်နဲ့တွေးကြသေးရပေါ့ကိုရေခဲမှုစားမယ်နော်စားကွာစားရေခဲမှုတွေထည့်ထားတဲ့မှန်ပုံနဲ့မှာလက်ညှိုးလေးထောက်ပြီးရွေးချယ်နေတဲ့ကြီးကိုမဟုတ်ကြည့်ပြီးပြုံးနေတယ်တရကမဟုတ်မုံလာစားလားအတန်ချွချွေးလေးလာရအောင်ဘက်ကိုကြည့်လိုက်တော့လေဟိုတနေ့ကဆိုင်မှာကဲသွားတယ်တယောက်ဇလန်းကတော့စားလာပြီဟုတ်တယ်မမုံလာစားတာမဟုတ်အတန်ကြတော့ကြီးကမဟုတ်လက်မောင်ကိုလည်းရုတ်တရက်ဖက်လိုက်တယ်မဟုတ်ကလည်းဖေးမချဘူး
သူကမျက်နှာတစ်ချက်ပြတ်သွားပြောလေမဟော်တတိထားမိရဲ့တူတူစားမေလေဖြစ်တယ်မလားမဟောဖြစ်ပါမရဘူးဂျေရဲ့ခက်ပြက်ပြက်အတန်ကြောက်လေသူ့မျက်နှာခက်ထန်သွားတယ်ကလေးကကလေးလို့နေပါဝေမရှုပ်ပါနဲ့ဂျေကကလေးမဟုတ်ဘူးရှင်းပြန်တော့ဒီတိုင်းဆိုမဟော်တော့ပေးလို့ကြာစားညက်တော့မေထင်ရဲ့မဖြစ်သေးဘူးနေကြပါဦးဗျာကျွန်တော်ကလည်းသွားစရာရှိသေးရဲ့ဆိုတော့နောက်ကြုံမှတူတူစားတာပေါ့ဗျာကျွန်တော်ဝယ်ကြွေးပါမယ်ရပါတယ်မဟော်ရဲ့ဒါပေမဲ့စူးရနှစ်ယောက်တည်းပဲနော်ဟိုတနေ့ရလို့ပေါ့ဘာဒီတကအာမေတေးအတန်ကကြီးစီရပါဟိုင်ပွဲကြီးကျန်းလာပြီကြားရဲ့အတိုင်းပဲလीကိုပြန်မယ်အခုလားအခုဟုတ်ကဲ့အမပြန်တော့စကားတော့မစုံလိုက်ပဲကြီးရဲ့နောက်ကိုတရွတ်တိုက်ပါသွားတယ်အနောက်မှာဆွေးဆွေးကုန်ပြီးကြံခင်းရဲ့ဆိုတက်ချက်လန်းကြည့်ပြီးတော့ကြီးကလည်းရှာထုတ်ပြလိုက်တယ်ဟာဟာမဟောမအောင်အီးနိုင်တော့ပဲရေးချတယ်ဘာဖြစ်တာလဲမရီရအောင်လားတော်တော်ပြောနေရပေါ့ဟိုနေ့ကနှစ်ယောက်တည်းဘာတွေလုပ်နေကြလဲဘာလုပ်တယ်ထင်လဲပါဂျေးရော်တန်းကြောင့်လေလမ်းသွားလမ်းလာတွေကလှည့်ကြည့်သွားရင်တူတူပြောစမ်းပါကွာပြောဆိုင်ဟိုလာလေရပါကွာပြီးရောရေခဲမုတ်တို့ရောအိမ်အောင်ရောက်ခါနေပြီဟမ်မပါလာဘူးကိုဟာ4500တော့ငါပေးထားတာမဖြစ်ဘူးသွားယူမယ်ဒီမှာစောင့်နေဂျေးလေးလိုက်မယ်ဟာဘာလိုက်လုံးပါလဲကွာဟိုမိမနဲ့တွေ့ရင်ဘယ်လိုလုပ်မလဲမရဘူးဂျေးပါလိုက်မယ်ဟူလိုက်ကွာလိုက်ဇလန်นี่ရဲ့မှာတော့ဂျလီဘီရဲ့မဟီတီရဲ့ကျွန်တော်ကတော့တွန်လေးရဲ့ဂျလီဘီပေါ့ဗျာအဲ့လိုကောင်းလိုက်တာကွာမွေးရပေါ့အပြင်းကြောဆန်းလိုက်ပြီးတော့ရေချိုးဖို့လဲအခန်းထဲဝင်လိုက်တယ်အင်ကြီးပန်းရောင်နုလေးနဲ့အဖြူရောင်ပေါင်းမိအရှိလေးတွဲဝင်လိုက်တော့အရင်အထက်ချောသွားတယ်ထင်ရတယ်ရှုပ်တရက်တချင်းဟိုဆိုတန်းကြောင့်လေမဟောနာဆိုမီရဲ့အတန်ကလည်းမဟောရဲ့တစ်ဖက်အခန်းမဟုတ်ဘူးဘယ်နာဆိုနေရပါလဲပရင်ပေါက်ကနေအပြင်ကိုထွက်ကြည့်ဟာတီကုန်တော့မှာပဲအိမ်ဘေးကနင်းစီပန်းအိုးရီထားတဲ့နေရာမှာမင်္ဂလာတီးပင်ကြီးပေါ်ကိုလည်းမတ်တက်ရက်ပြီးတော့တချင်းစုနေရဲ့ကြီးကိုတွေးဟာကြောင့်မှာမဟောပြေးစင်းသွားပြောအမွေစင်ဘာတက်လို့တာလဲအခုစင်လာခဲ့ကိုနိုးကြီးလားမင်္ဂလာတီးတွေကိုကောင်းဝင်နေထုတ်ပြောအပင်ပေါ်ကလှမ်းပေးလိုက်တယ်မေမင်းကြီးမှပြုတ်ကြမယ်စင်းငယ်ဒီမှာလေမင်္ဂလာတီးပွားနေလို့တက်ခုလားကိုရအပင်ကနှင်းချိုးပင်ကြီးဖြစ်လို့လေအတော်လေးမြင်နေစင်းငယ်လို့ငါပြောနေရနော်ဘဲနေကွာအိမ်ထဲမဝေးရအပြစ်မမွေဂျိုးကောင်လေးစင်းငယ်ကိုကလည်းဒီကနေဟိုလန်မကြီးအောင်လမ်းမြင်ရတယ်သိလားငါမျက်ခုံးနေတော့လှုပ်နေပြီစင်းမယ်ကိုကလည်းကောင်းဝင်စားကိုတေချာထုတ်ပြီးစင်းဖို့ခြေလန်းလိုက်တော့အာမိယာတေကားကိုလှမ်းဆွဲလိုက်တော့ဈေးတယောက်တစ်ပင်ကိုင်းပေါ်ကနေတွဲလောင်းလေးဖြစ်နေတာဟာကိုကြီးလုံးပါအောင်ကြီးကြောက်တယ်ခုံချလိုက်ဂျလီဘီခုံချလိုက်တေကိုင်းကြိုးကြရင်လေပို့ဆိုးသွားလိမ့်မယ်ကြီးကြောက်တယ်ကိုချီပေးလာခုံချလိုက်ကိုဖမ်းတော့အခုကြမှာလာငိုနေမြောက်လောင်းလေးခုံချလိုက်လို့ပြောနေလေလွတ်ပြီနော်ပြောတာတခြားလှုပ်တာတွင်လေအခုချိန်นี้တစ်ကိုင်းကိုခိုးထားတော့ငါကြည့်မယ်လွတ်လိုက်လွတ်ပြီနော်လက်ကလွတ်တာနဲ့မဟောကသူမရဲ့ကိုလေးကိုပွေပြီးတော့နှစ်ယောက်သာမျက်ခင်းပေါ်လေးကျသွားတယ်ဒါပေမဲ့မဟောရဲ့ကောင်းနောက်စီနဲ့နှင်းစီပန်းကိုစောင်းနေရလဲစောင့်ပြီးတော့သွေးထွက်လာတယ်မဟောရဲ့ကိုပေါ်မှာကြီးကတော့မျက်လုံးကြီးပြူးပြီးတော့လဲကြောင်ကြီးနေရောမဟောစိတ်ကမရှိဘူးနာလိုက်တာဖဲလေးငါ့ကိုပေါ်ကကြီးထားထိုင်လိုက်တော့မှပဲသူ့ကောင်သူ့ပြန်ဆန်းတော့ဟာသွေးဖြစ်တာငါလေမင်းကဘာလို့လာငိုနေရလဲနာရရဲ့တဲ့သူကတမပေါက်သွားရည်တင်နေလဝါသွေးဟာမြေမကောင်းလောက်တရောင်စီကနေစီးကြလာတယ်ကြေးချောင်းကိုဖြစ်ရတာနောက်မလို့တော့ပါဘူးကိုရဲ့အခုမှအတင်ကတမျိုးထားတော့မင်းငါ့ကိုစေးတယ်ပြီဟုတ်ကဲ့တော်တော်များသွားလားမများပါဘူးကိုရကွန်တီးလုံးလေးလောက်လေးပါကွန်တီးလုံးလောက်ကမများဘူးဟုတ်လားသေအောင်မင်းမဟောငေါလိုက်တော့လေသူမကောင်းလေးပုတ်ပြီးတော့ပတ်တီးစီးပြီးငါအခန်းထဲကဖုံးသွားယူပေးပါလားကွာဟုတ်ကိုပြောလိုက်ရင်တော့ဟုတ်ဆိုတာကြည့်ပဲပြီးရင်တွေ့လဲအဲ့ဟာကြီးစူပါပါဝါလေအေးပါစူပါပါဝါကြောင့်လေနောက်ဆိုခေါင်းတင်ပေါ့ဘူးလက်တွေခြေထောက်တွေလည်းပါလာအောင်မယ်သိလားကိုကလည်းသွားယူပေးကွာစိုက်ဖုံးဆက်အောင်မယ်ဟုတ်ကိုတော့အခုလောက်ဆိုစည်ရင်းနေပြီးနေလောက်ပြီး
အိမ်မားလည်းမြောက်လောင်းလေးရောက်မှုနေရောငါလည်းမလားအားဘူးတငယ်ချင်းရင်ညားစင်နာကြီးအိမ်ရပေါ်ဟိုလိမ့်တီလေးနဲ့အိတ်လို့လည်းမပြောဘူးခေါင်းနေမူလိုက်တာကွာနောက်စီထိတာကြောင့်လည်းပေးဆောင်တာအိတ်ရတယ်ဘယ်ကညီးတဲ့ကြီးပါလိမ့်နာစိုးနေတော့အတန်အပြန်ပြောက်သွားတယ်ငါနားချမားတာနေမှာပါစောင်းလေးချုံမီပြန်ကွေးနေရင်ခဏကြာကြားရပြန်ပြီတေချာနာထောက်ကြရောအခန်းပြင်ဘက်ကပါမဟုတ်သေးပါဘူးဒီချိန်လောက်ဆိုဂျလီဘီလေးအိပ်ပျော်လောက်ပြီပေါ့ဒါဆိုဘယ်ကနေတန်းလဲဒီတိုင်းအိမ်နေရင်ထူးမှာမဟုတ်ဘူးထွက်ကြည့်မှနာကျင်သွားရဲ့ကောင်ပြီးပြောအခန်းပြင်ကိုထွက်ခဲ့ရင်အပြင်မှာလည်းမောင်မဲနေပြီစံတဝါဝါရှောက်ရတယ်ဒါဂျလီဘီခန်းရတာမယ်အကန်တကားဖွင့်လိုက်တော့အေးရကင်းလေးပေါ်မှာလည်းပက်လက်အနေထားနေဂျီကိုဝူတိုဝါတာတွေ့ရင်မမြင်ရတာမို့အခန်းမီဖွင့်လိုက်တော့ဂျီရဲ့မျက်နှာပေါ်သွေးမရှိရောပဲဖြူဆုံနေရင်နှစ်ဖူးပေါ်မှာချွေးစည်းလေးစိုးနေပြီးတော့မျက်နှာလေးဟာရှုံးမယ်နေဂျလီဘီဟေးသူမလက်မောင်းလေးကိုလည်းလက်တို့ခေါ်လိုက်တော့သူမမျက်လုံးလေးပွင့်လာရင်ကိုဘာဖြစ်တာလဲပြောစမ်းဘာဖြစ်တာလဲလို့သူမမျက်နှာလေးကိုကြည့်ပြီးတော့မဟော်စိတ်တွေပူလာရင်ခေါင်းကနားတာရောဘယ်ရောက်ကုန်နေမသိရောကိုကြည်ပိုက်ပေါ်မှာသူမပြောတော့မဟော်ကြည့်လိုက်တော့အိမ်မြောင်လေးတစ်ကောင်ရောက်နေရတွေ့ရောမဟော်ရည်ကျင်သွားတယ်ကိုကြည်ကြောက်တယ်ဖေပြီးပါဘာမြင်ရလဲလို့ကွာကြံဖန်ပြီးကြောက်တယ်ပြောရင်အိမ်မြောင်ဖေမိမကိုင်းပြီးလွှင့်ပြလိုက်တယ်ကဲရပြီလားအဲ့တော့ကိုအိမ်လေးဟာမဟော်ရင်ခွင်နဲ့ကောင်းလေးတိုးဝင်ပြီးဖတ်ထားတော့ဒါငိုးစရာလားကွာကြည်မေ့ရေဘူးဘာမှမရှိတော့ပါဘူးကွာဘာလို့မရှိရမှာလဲဟိုဗီဒီယိုရဲ့ကနေထွက်လာတာအထဲမှာအများကြီးပဲမှန်တော့မှန်ပါတယ်ဒီအခန်းကမဟော်အိမ်ဆောက်ဝင်ရဒီအတိုင်းပြစ်ထားတဲ့စတူကန်တကူတလားတခါတော့ဒီအခန်းကိုပုံမှန်ရှင်းပြရကြောင်းလေတတရရဲ့ဖြစ်နေရခြေကောင်လေးဖွားဖွားလေးပွတ်တက်ပြီးသူ့တနာသွားတယ်ကဲဒါဆိုဘယ်မှာအိမ်မှာလဲဒီအခါမှာသူမကောင်လေးမော့ပြီးတော့မဟော်မျက်နှာကိုပြုံးကြည့်ပြီးကိုကံမှာဘာကိုအိယာရအကျဉ်းကြီးပဲပြောစရာကြီးခုနတော့ညောင်မီကေတက်ထိုင်နေရုံနေအခုတော့သူမဟုတ်တယ်လို့ပဲကိုကလည်းအဲ့တော့ဟုတ်ကိုစောင်းတချံကိုဂျုံမျိုးနဲ့မျက်လုံးလေးမှိတ်ပြီးအိတ်သွားရဲ့ကြီးကိုကြည့်ပြီးမဟော်ပြုံးမိလိုက်တယ်ဆယ်နာရီလဲခွေးမှုနဲ့မဟော်လေးသူမဘေးကိုဝင်လဲလိုက်တယ်ကြီးကိုလမ်းကြည့်ရောပြုံးနေရတွေ့ရင်အိမ်နေရတော့ပြုံးတက်လာချက်ချင်းမျက်နှာလေးကပြန်တီးသွားတာကိုတွေ့ရောမဟော်ထပ်ပြုံးမိရဲ့မင်းရောက်လာမှငါလေးခဏပြုံးမိနေရဲ့ကွာငါယူနေရတဲ့နေကိုကမယူပါဘူးရှင်ဂျေးရတာယူနေရတာပါကိုအရင်ချစ်တယ်သိလားသူမဘက်ကိုခေါင်းလေးစောင်းပြီးအိပ်ပျော့နေမဟော်ရဲ့ပါပြင်လေးဖွားဖွားနမ်းလိုက်တယ်အိတ်တော့ဦးမဟော်ကိုကြီးအေးရမတိုင်လုံးကြီးကမဟော်ဖိုက်ပေါ်ပြိုကျလာတယ်အာတုံမီဖင်ကြတော့လေလှုပ်တောင်မလှုပ်ဘူးထပ်ပြီးဖင်ကြပြန်တော့လေမရဘူးမဟော်နှစ်ဖူးချွေးပြန်လာပြီးအသက်ရှူရည်လည်းတပြေးပြေးမိုးကျတယ်မဟော်နှက်ခေါင်းပေါ်မှာဂျေးရဲ့လက်ကလာအုပ်တိုင်းမဟော်ဘိုက်ပေါ်မှာလည်းသူမခြေတော့ကခွားလျက်သားလေးအိမ်နဲ့မှွေလို့မော်လို့ငါအိမ်မထဲတူကိုလာမွေရပေါ့ဟုတ်လားမွေစိဘိုက်ပေါ်ကသူမခြေတော့ကိုတွန်းထုတ်လိုက်တော့တစ်ဖက်ကိုရောက်သွားရင်တော်မလွယ်ဘူးပဲသူမခြုံထားတဲ့ဆောင်တက်ချမ်းကိုဆွဲယူပြီးခြုံအိတ်လိုက်တယ်ပေးဦးပြန်ပေးမဟော်ခြုံထားတဲ့ဆောင်ကိုပါဆွဲလိုက်တာနဲ့မဟော်ထားထိုင်လိုက်တယ်နည်းနည်းတော့များသွားပြီကွာဟုတ်တော့ဟောက်လိုက်တယ်ငါကတင်ပေါ်လေလာအိတ်တယ်ဒီကသူမခြုံထားတဲ့ဆောင်ကတခြားကိုလည်းပြန်ဆွဲပြီးတော့ခြုံအိတ်လိုက်တယ်အပြင်ဘက်မှာလေရီတိုက်တာကြောင့်လေဆောင်ကိုပခုံးတီဆွဲတင်နေဆောင်စားကိုဆွဲပြီးတော့မဟော်ခေါင်းကိုခြေတောင်းနဲ့ကန်ချလိုက်တော့ကတင်ပေါ်ကပြုတ်ကျသွားတယ်တီချင်းပြီးနဲ့တူတယ်ဟဲ့ထဆန်းဟုတ်ဘာဖြစ်လို့လဲဘာဖြစ်ရမှာလဲငါခုနကတင်ပေါ်ကနေပြုတ်ကျသွားတယ်လေဟုတ်လားကိုကအိတ်တာကျန်းတာကိုပြုတ်ကြမှာပေါ့တခိုးကလူပြန်ဟင်းလို့မင်းကန်ချာလေးငါ့ကိုလက်ခွန့်လို့ကြီးကအိတ်တာမကျန်းပါဘူးကိုကလည်းသူ့အိတ်ရမှာမအိတ်ခိုင်းကျင်တိုင်းလာပြီးတော့ဟိုဘက်တို့မဟုတ်ရင်တော့အပြင်ထွက်ဒါပဲဟုတ်ကိုမဟော်ဘလောက်စုဘလောက်နှက်ခမ်းပါလေးပြုံးမိမောကြည့်တတ်တဲ့သူမအောင်မဟော်စိတ်လည်းမစိုးမြင်ဘူးတထွားနှစ်ထွားမဟော်အိမ်လေးရလမ်းကြည့်ရောအိယာပေါ်မှာလည်းလက်လေးနဲ့တိုင်းနေရဲ့ကြည့်ကိုတွေးလိုက်တယ်။ဒါကဘာလုပ်နေရလဲ။ကိုပိတ်ခွာအိတ်ဆိုလက်နဲ့တိုင်းပေးအောင်။မျက်နှာပြင်ပေါ်လက်နဲ့အုပ်ပြီးမဟော်မနာတန်းရည်နေ။ဘာလေးမှမသိဘူး။အိတ်တော့
ဟုတ်ကိုသူမလှုပ်ဖို့လေကြည့်ပြောလဲတနေ့တစ်မျိုးမယိုးအောင်ရည်နေရတယ်အခုလဲကြည့်ဟုတ်ဆိုတာနဲ့အိတ်သွားအရန်ချစ်ဖို့ကောင်းတာပဲကွာဟဲပတ်တီးလေးနဲ့ဘာလဲစတိုင်ထွင်ထားလားကူနော်ခေါင်းမူတာတစ်မျိုးလာမနှောင်းနေကွာကဲပြောပြပါအောင်အိမ်ကအကြောင်းလေးဒီလိုကမနေ့ကမနက်ကတချင်းတန်ကြောင်လို့ထွက်ကြည့်ရင်သူမဘာလုပ်နေမှတ်လဲဘာလုပ်နေလဲတိတ်ပင်မော်တက်ပြီးတချင်းဆိုနေလေအဲအပင်မော်စင်းတော့လေကောင်းကောင်းမစင်းဘူးသူ့ကိုဖက်လိုက်တာနဲ့ငါကောင်ပန်းဦးနေထိတာဖြည့်ရမယ်တကယ်မလွယ်စင်ကွာမဟုတ်အပြော်လေးကြောင့်ကိုကြီးနေရမရက်တော့အခုရောသူအိမ်မှာရှိလားမော်မရှိဘူးလေကြောင်းတော့တက်ပြီမရှိရပဲကောင်းနေနောက်ဆိုငါအိမ်မှာမီးလောင်နေမယ်ကိုတရားရီလေးရီချင်းစရာသူမရောက်လာရဲ့နေ့ကစပြီးအခုချိန်ဒီဘာတကူမှအဆင်မပြေသေးဘူးပြောရင်တော့ဟုတ်ကိုလုံးလိုက်ရင်တက်လွဲဘယ်ဘဝရေးစမ်းမှန်းမသိဘူးညနေ9 နာရီကိုပြောမဟော်စိန်ရင်လို့ရင်သူမကိုတစ်ချက်လှမ်းကြည့်လိုက်တော့ဟာပေါင်လေလာပေါင်းမိအကျက်လေးနဲ့မိန်ကလေးဝေစပိုးရှက်လေးတွဲဝေထားတယ်မဟော်ကိုခါးလေးထောက်ပြီးပြုံးပြနေကိုကြေးလာလားမဟော်ခဏတာတော့ငေးသွားပြီးတော့ခါးထောက်ပြီးမက်တက်ရက်လိုက်တယ်သွားပြန်လေကိုကလည်းဒီလောက်လာတာကိုနောက်ဆုံးတစ်ခေါက်ထပ်ပြောမယ်သွားပြန်လေလဲဦးဘာမလဲဦးဟုတ်လားဟုတ်တယ်မလဲရင်ငါလိုက်ချုပ်ပြီအာမလာနဲ့နော်ကိုတော့မလာနဲ့နှစ်ယောက်အိတ်ကတိန်ကြီးပေါ်လဲပက်ပြေးနေပြောသူမလက်ကလည်းလန်လန်မိရာတပြက်စီကြီးကိုကင်ထားတယ်ဟိတ်ကူးမှမပြေးနဲ့ဘင်းနေကွာမိန်းကလေးတယောက်ကအဲ့လိုဝေးစရာလားမပြေးနဲ့လို့ငါပြောနေရင်လေကိုကချုံမှာပေါ့ပြေးမှာပဲကတိန်ကြီးကိုပက်ပြေးနောက်ဆုံးကတိန်ပေါ်မှာမိသွားတယ်အာကိုလို့သွားပြန်နေမှလားပြောသူမရဲ့လက်တွေကိုအကုန်ချုပ်ပြီးပြောလိုက်တယ်ကိုကလည်းကြေးရမလဲပေါ့စပြီအာလဲမေကိုလဲမေနော်သူမဘောင်းမိဆောင်ဆိုရောလက်အုပ်လေးကြည့်ပြီးတော့တောင်းမှန်တော့မဟော်လွတ်ပေးလိုက်တယ်သွားအခုချက်ချင်းသွားလိုက်ခဲ့ရုံကူကဟုတ်ကိုရေချိုးကန်နဲ့ပြေးဝင်သွားတဲ့ကြီးကိုကြည့်ပြီးတော့ဒေါသလေးထွက်ရီလဲရီချင်းပြီးဟူစိတ်ရင်းနေပြန်လို့အောင်မကွန်ပျူတာရှေ့မှာထိုင်ပြီးတော့လည်းအလုံးပြန်လှုပ်လိုက်တယ်ခဏကြာကိုဟာဒီတကားတော့ဘောင်းမိမဟုတ်ပဲစက်ကက်လေးသူမကတော့ခါးလေးထောက်ပြီးတော့လေတပတ်တောင်လှည့်ပြသေးရငါ့ကိုရွေးတာဘောဟုတ်လားကြက်လေးပြီဟုတ်ပါဘူးကိုပဲဘောင်းမိမွေးနေဆိုအဲ့ဒါကြောင့်စကက်နဲ့ပြန်လဲတာအောင်နောက်တက်နှောင်ချင်းတပွဲတော့နှွဲတာအောင်မေငါလည်းမင်းနဲ့တွေ့မှာခလေးတယောက်လိုဖြစ်ကုန်ပြီသိရလားတော့ကြက်လေးပြီရဲ့မွေးလိုက်တာမနဲ့ခင်လေးပြေနုလေးနဲ့တူမွေးပြန်လာတဲ့နင်းစီပန်ရနဲ့လေရသူ့ကိုလန်းဆန်းစွာနိုးထစီရင်မဟော်မျက်လုံးဖွင့်ကြည့်လိုက်တော့ကတင်ပေးမှစပွဲတင်ကုန်လေးပေါ်မှာနင်းစီပန်အများအပြားထိုးထားတဲ့ပန်းဟိုတွင်ဒီပန်းนี่ဟာဘယ်ရောက်လာပါလဲဂျီကိုလမ်းကြီးတော့အိယာထသွားပြီဂျီထိုးထားလားမသိဘူးမဟော်စင်စားနေကိုဂျီကရီချိုးကန်ထွက်လာတယ်ကိုနိုးကြီးလားမင်းအပြင်သွားသေးလားဒီမနက်မသွားပါဘူးကိုဒီပန်းဟိုးတွေကပန်းနေဘယ်ရလဲမဟော်လက်ညှိုးညွန့်ပြရာခုံမော်ကြည့်ပြီးမှအော်ဒါလားခြံတွေကနေစီပန်းတွေလေလှလို့ကူးလာတာဘာကိုကလည်းလမ်းလိုက်တာဒီအတိုင်းဆိုနှောင်ချင်းတပွဲတော့နှွှဲရတော့မယ်အေးနေစီပန်းနေငါတော့မကူးရလို့အလှထားတာမင်းတော့မင်းတအိမ်လုံးကိုပတ်မွေနေရဲ့တော့အခုချိန်နေသွားပြန်တာပန်းအိုးလေးကံမျောလဲသူ့မောက်ကိုလမ်းပေးလိုက်တယ်ဟုတ်ကဲ့ကိုပြောလိုက်တော့ဟုတ်ကဲ့ပြီးရင်တနေ့တစ်မျိုးမရိုးအောင်မွေးဟူးမိုးမလင်းသေးဘူးရန်အားဖြစ်ရပြီမလွယ်ဘူးတကယ်ကိုမလွယ်ရမဟောပြင်စီမီစင်းလာတော့သူမကြောင်းသွားဖို့သူ့ကိုစောင့်နေပုံရတယ်ကိုပြောဒီနေ့လေဂျင်းကိုလိုက်ဖို့ပါလားယင်ပတ်စကားစီးတော့ပေါ့ရှုပ်တယ်ကိုရဲ့ဒီနေ့တနေ့ရေပါနော်ပြီးတော့ကွာကားတော့ယူပြီးတော့အိမ်အပြင်လမ်းထွက်လိုက်ပြီးနှင်းစီပန်းပင်နေစီအမတ်တမဲ့လမ်းကြည့်လိုက်တယ်ခူပြီးကြံခဲ့တဲ့နှင်းစီအယိုးမှာမနက်ကခူးလိုက်တဲ့နှင်းစီပန်းပွင့်တွေကိုကြိုးသေးသေးလေးနဲ့ပြန်ဆက်ထားတာကိုတွေ့ရတော့မဟော်လေးမတီးနိုင်တော့ဘူးသူမကိုပြန်ကြည့်တော့ခေါင်းလေးငုတ်ထားတယ်ဇလေးပြီကိုပဲပြန်ထားဆိုလို့ဂျီကပြန်ထားပြအောင်ငါဘာပြောရသေးလို့လဲမင်းတကယ်တက်လေတက်နိုင်တယ်သိလားမဟောရဲ့လက်ပွားလေးကသူမခေါင်းပေါ်ဆက်နေလေးကိုဖွာလိုက်တယ်ကိုစိတ်မဆိုးဘူးပေါ့နော်စိုးစရာလားအဲကြောင့်ကိုချက်တာအဲလို့ပြောရင်မဟောရဲ့ပါးလေးခြေပြားထောက်ပြီးနမ်းလိုက်တယ်ဟာချစ်လို့အဲလို့ပြောပြီးကားရင်ဝင်သွားတယ်ပြန်တော့မနမ်းလိုက်အောင်ဟုတ်ပါဘူးညနေ6 နာရီမဟောပြန်တော့လေမိုးချုံနေစ
ရင်းနေလို့အောင်မေကွာခဏလေးထားခဲ့လိုက်ပါမဟုတ်ရဲ့အိမ်မှာဟိုကောင်မလေးရှိသေးရဲ့လေဟုတ်သားပဲငါမေ့နေရပဲမဖြစ်ဘူးငါပြန်မပြန်ပြီနော်ကိုပိုင်းမဟုတ်မှန်တင်ကိုအရှိမတက်ချင်းဆိုပြီးတော့ကားနေရဲ့သူကကြီးပါခါကိုလှည့်ပြီးလက်ပါဝေရဲလိုက်တဲ့အခါအိမ်ပြန်ရောက်တော့လေ6နာရီနဲ့မိနစ်20အိမ်ထဲစားဝင်လိုက်တာနဲ့မဟုတ်သုံးနဲ့ရေမွေးနဲ့ထောင်းကနေကိုနှာခေါင်းထဲဝင်လာတယ်ဟာဒါငါရေမွေးနဲ့မင်းကြလေပြီးယူစွတ်တယ်ထင်တယ်မဟုတ်တိတ်တိတ်လေးအိမ်ပေါ်တက်ခဲ့တယ်ထူးဆန်းတာဘာသာမှမကြောင်အခန်းထဲဝင်လိုက်တော့ဟာမှန်တင်ကိုကြီးမှကွဲကြည့်နေရေမွေးပလင်းကိုမဟုတ်ထိတ်လန့်ပွဲတွေးလိုက်ရတယ်ကိုကြီးကလေတော်တော့ကြီးတမိန်ယူရမဟုတ်ဘူးနော်ကြီးကဒီရေမွေးပလင်းကမိမိငါ့ကိုဝယ်ပေးထားတာကငါမသုံးရလို့ဒီတိုင်းသိမ်းတာမင်းမို့လို့ဒေါ်သားပြည့်လို့မဟုတ်မျက်နှာတစ်ခုလုံးနေရဲလာတယ်ကိုကြီးငါတခုခုမလုပ်ခင်ထွက်သွားအခုထွက်သွားကိုထွက်သွားလို့ငါပြောနေနော်ငါလုံရင်တစားစိတ်ဖြစ်တော့မင်းထွက်သွားကြည်လေမျက်ရည်လေးတုပ်ပြီးတော့မဟုတ်အခန်းထဲကပြေးထွက်ခဲ့ဒီရေမွေးပလင်းအစတွေကိုတပြက်စီးနဲ့လဲပြီးတော့လေနေရန်တောက်မှစုထားတယ်အိမ်တော်ရေချိုးပြီးခဏအေးရဖို့လဲလိုက်တယ်အိမ်အောက်ကဘာတန်းမှမကြဘူးတအိမ်လုံးတိတ်ဆိတ်နေရင်အင်းရဆိုသူမငိုတန်းတော့ကြားရစမြဲအခုတော့ကျလီဘီအခန်းပြင်ထွက်ပြီးအော်ခေါ်တော့လေပြန်တူးတန်ပေါ်မလာဘူးကျလီဘီငါခေါ်တာကြလားတအိမ်လုံးနှံ့သွားပြီးအေးအိမ်အောင်မတွေ့ရအောင်ဟာထွက်ပြေးသွားလားသေစမ်းမင်းသိလိုက်တော့ကာနဲ့အပြင်အနီးအနာတဝိုင်လိုက်ရှာတယ်နိုင်ကြီးရောလေ9နာရီထိုးတော့မင်းပင်မှာလေငါစိတ်ပူနေပြီကားလန်ပြီးကော့ဖီဆိုင်အကုန်လိုက်ရှာတယ်လုံးဝမတွေ့ဘူးတကူတော့ဘတ်ကားမတ်တိုင်ခုံလေးမှာလက်လေးပိုက်ပြီးထိုင်နေတဲ့ကြီးကိုလည်းတွေ့ရတယ်မဟော်ကားချက်ချင်းထိုးရက်ပြီးတော့သူမထိုင်နေတဲ့နေရာကိုပြေးသွားတယ်ဒီမှာဘာလုပ်နေရလဲကိုလာပြန်မယ်မပြန်ဘူးမပြန်ရင်ဘယ်သွားမှလဲပြောကိုပဲထွက်သွားစို့ဟာထွက်သွားဆိုတာငါအခန်းထဲကလေအိမ်ပြင်ပြောမှာမဟုတ်တာအခုလောက်ရကမင်းအတွက်ဘယ်လောက်အနေရရှိလဲမင်းသိလားမငုံနဲ့အခုပြန်လာခဲ့လိုက်ဘူးလူရန်ကားတွေလာမင်းဖာဖြစ်သွားမယ်တင်လေငါကြုံမင်းလို့ပြောနေရလိုက်ဘူးလားမလိုက်ရင်နေခဲ့မဟော်လှည့်ထွက်လိုက်တော့သူမကမတက်လေးရက်ပြီးကိုလိုက်မယ်လာသူမလက်လေးဆွဲပြောလေကားထဲမဟော်ကိုယ်တိုင်ထည့်ပေးလိုက်တယ်ကဲတော့ကြလေးပြီမွေလို့လေဝါးရီမှတ်လားကိုကလည်းအဲ့တော့ဟုတ်ကိုစောင်းလေးချုပ်မီရောအိတ်နေကြီးကိုကြည့်ပြီးမဟော်လေးပြုံးမီလက်အိတ်လိုက်တယ်ကိုနာမှာအိတ်ချင်နေအခုရောမိုင်းတစ်ထောင်လောက်ဝေးနေလို့လားဒီလိုလေမဟော်ရဲ့ဝမ်းပေါ်လက်လေးတင်ပြီးပြုံးပြတယ်တဘောအဲ့ဟာကြီးချစ်တာကိုဘာလဲကွာတကူတဲကိုနေရပဲဒီပက်လက်လှဲ့ပြီအမွေစိန်နေတော့မလွယ်ဘူးဟယ်လိုမိမိနေကောင်းလားဟုတ်ပြောမနေပါနဲ့ရောမိမိရဲ့တားတော့စိတ်ကုန်နေဆယ်နေစိတ်မရောမဟော်ဖုံပြောနေအောင်ဝေရန်တာသူမတွေ့သွားတယ်ကိုဘသူနဲ့ပြောနေရလဲမသိဘူးမျက်မှောက်လေးကြုပ်ပြီးတော့နှက်ခမ်းလေးကအော်တိုဆူသွားပြီဟုတ်ကဲ့ပါမိမိရဲ့စိတ်ချတာကျူးဆိုင်ပါမယ်အဲ့ဆိုဒါဝင်းတော့မိမိဖုံချပြီးချင်းကူတန်ကဖုံကဝင်လာတယ်ကူပြော့ဟာဖြစ်ရလေကွာအေးပါကွာကို့အလေကြကိုသိမယ်တော်လေးပြေကူပြောထားဘယ်သူနဲ့ဘာတွေပြောနေမသိဘူးရီနေလိုက်တာများနေရွက်မဟုတ်ဘူးနောက်စီအောင်တက်ချိတ်တော့မယ်စိတ်ပုတ်လေးဟုတ်ပါပြီဗျာဒါပဲနော်ဖုံပြောအိမ်နေပြဝင်တော့တကားပေါက်မှာကြီးရဆရာကြီးစတိုင်နဲ့လက်ပိုက်ကြည့်နေစာလုံးကြီးစလာပြီကိုပြောဘယ်သူနဲ့စကားပြောနေရလဲမှန်ပြောငါဘာသာဘယ်သူနဲ့ပြောပေါ့နေရတကားပါတယ်ချီတော့မရဘူးခုပြောပြသူမချီလေးဆောင်မျောမဟုတ်អော်လိုက်တယ်ဒီမှာငါအပေါ်တိတ်မစိုးနဲ့ငါမင်းဖေမဟုတ်ဘူးပြောပြမရဘူးလုံးဝမရဘူးငါဆိုင်ရာတငယ်ချင်းနဲ့ပြောတာဘာဖြစ်လဲပြောပြီးရောအဲ့ဆိုချီတော့အဲ့ဟာကိုချစ်လို့ပြောရလို့လေးကောင်းနေဘာဘယ်ရီကူးကန်လဲကျေးဇူးပဲသားကြီးငါအခုပဲသွားလိုက်မယ်တွေးကြသေးရပါချက်လေးပြီးရဲ့ကုငါပြင်ခဏသွားမလို့မကြောက်ပြန်လာခဲ့မယ်ကွာရတယ်သွားလေမဟောကောက်အရှင်ကိုမောင်းမြို့လေရန်ကုန်မြို့ဆုံးဟာစီးသာရေကူးကန်ကိုမောင်းထွက်ခဲ့တယ်ရေကူးကန်ကိုရောက်တဲ့အခါတချို့ကလည်းရေကူးကန်အတွင်ရေကူးနေတယ်တချို့ကလည်းကံပါပေါ်ထိုင်မြို့လေအပန်းပြေခုံတန်းနေမှာထိုင်နေရေကူးကန်ရဲ့ကလေးရဲ့အဆောက်အုံမှာတော့ဘီယာဝိုင်းနေတွေ့ရတယ်ဒီဘီယာဝိုင်းမှာမျက်လုံးတွေကရေကူးကန်ဘက်မှာကြီး
ပတ်ဝန်းကျင်ကိုတက်ချက်အကဲခတ်ပြီးတော့မဟော်ရီကူးကန်နေဘက်ကိုရှောက်လာတယ်။နားထဲမှာတော့မဟော်တငယ်ကြီးမင်းခရဲ့စကားတက်နေတာကြားရောက်နေမဟော်မင်းငါ့ကိုပြောရဲချက်လေးပြီးသွားလीအေးအခုငါရီကူးကန်ကိုရောက်လာတယ်ကွ။အေးငါလည်းမီးကိုတတိယနဲ့လှမ်းပြောတာမဟော်တော့တာငယ်တိရောက်သွားပြီ။တွေ့ပါပြီ။မကျော်ကကံပေါင်ပေါ်ထိုင်နေပြီးတော့သူမတငယ်ချင်းတွေကတော့ရေထဲကိုစော့နေတာ။ရီကူးအဝတ်အစားရလည်းယူသူမရှက်မြင်းသူရှက်ချင်ကြတယ်။ချက်လေးပြီးကိုမင်းကြောင်းသွားအောင်လားဟုတ်ကဲအတွင်မရေစောနေသူမတငယ်ချင်းတွေပါငြိမ်ကြသွားတယ်မင်းတော့ကွာသူမကောင်လေးငုတ်ပြီးတော့မတ်တက်လေးရက်တယ်မဟောအပေါ်ကဝစ်ထားတဲ့ခေါင်းစွပ်အနှွေးတွေကိုချုပ်ပြီးတော့သူမကိုခြုံပြီးရင်မဟောအပြုတ်မှုကြောင့်ဂျီရောသူမရဲ့တငယ်ချင်းတွေအံ့ဩသွားတယ်လာဂျီလက်ကိုဆွဲပြီးတော့ဒီနေရာထွက်ခင်းရင်အင်ကြီးလဲပြီးရကြောင်းနဲ့ကားစီပြန်လာပြီးအိမ်ကိုလည်းအရှင်ပြင်းစွာနဲ့ပြန်မောင်းလာတယ်အိမ်ရောက်တော့ချက်လေးပြီးဟုတ်ကိုငါအရင်မှနေရစိတ်ညစ်လို့လားမဟောရင်ထူးဆန်းနေမိခွန်းကြောင့်သူမမောကြည့်လိုက်တယ်ကိုမျက်လုံးနေရဲနေပါလားမဟုတ်ဘူးကိုအဲ့လိုမဟုတ်ဘူးဒါဆိုအဲ့နေရဘာသွားလို့တာလဲကြီးတငယ်ချင်းတွေကအတင်းခေါ်လို့အဲ့ဟာအရေးသုံးပါလေနားမလဲဘူးလားမနူးမနဲ့ဒီနေကြက်ကြက်ပါမင်းတနေ့ဒုက္ခရောက်မယ်ကွာကိုရဲ့သူတို့ကအဲ့လိုမဟုတ်ပါဘူးဘာမင်းကသူတို့ဘက်ကလားအေးဟိုဘာလူတွေမင်းတို့ကိုကြည့်ပြောတနာယူနှာဘူးထနေရမသိဘူးမလားဟာကွာနေရမှာအလာကတ်ထားတဲ့မှန်ချက်ကြီးကိုလည်းလက်သီးနဲ့ပြေးထိုးလိုက်တော့သွေးရချက်ချင်းပန်းထွက်လာတယ်ကိုမလုပ်ပါနဲ့ကြီးမတော်တော့ပါဘူးသွေးထွက်လာပြီလက်ကုံးဟာမှန်စားရင်နင်းဝင်နေပြီသွေးရလည်းတလက်ဟောစီးကြလာတယ်မဟောကတော့တချမ်းမှမင်းမတော်ငါလက်ကမနာဘူးငါရင်ဘက်တည်းကနာတာကြီးတောင်းမှပါရဲ့ကိုရဲ့နောက်တကမတော်တော့ဘူးနော်ကိုရဲ့ထပ်မထိုးပါနဲ့တော့မင်းဘဲမှမသွားနဲ့အိမ်မနေငါပြန်လာလို့မရှိရင်တော့အခုချိန်ငါ့ကိုနောက်ဆုံးတွေ့ရလို့သားမလားကိုဘယ်တော်မလို့လဲကိုမဟောဘာမှလည်းထပ်ပြောမနေတော့ဘူးလက်ကသွေးကိုတက်ချက်ကြည့်ပြောကားနဲ့ဆိုင်ကိုလည်းပြန်မောင်းခဲ့အင်ကြီးတွေကလည်းသွေးကြီးစိုးနေရဆိုင်ကအယောင်ဝင်တန်လေးတွေပါမဟုတ်လိုက်ကြည့်ကြတယ်မဟုတ်လက်ကသွေးပါလားဘသူနဲ့ရင်ဖြစ်လာလဲကို့ပြောစမ်းပါငါ့ကိုစီးထည့်ပေးပါလားကွာလာမေအန်ဆွေကစီးတစ်တာလေးအပြေးယူပြီးတော့ကိုကစီးထည့်ပေးရင်လက်ကုံနဲ့နင်းဝင်သွားတယ်မှန်စောက်ကိုဆွဲထုတ်တယ်ဖောတန်ရာတွေကများလိုက်တာမဟုတ်ရဲ့ဘာဖြစ်လာလဲလို့မဟောကပြေချောင်းကုန်စင်ပြောပြတယ်ဖျားတော်တော်ဆိုးတာပဲငါတော်တော်စိတ်တူတယ်ကွာကိုရဲ့စဉ်းစားကြည့်ငါသူ့ကိုစိတ်ဆိုးတယ်ပြီးရင်ပြန်ပြေသွားတာပဲငါ့ကိုအရွယ်တက်ပြီးခုလိုတွေလိုက်လို့နေငါဘေးကောင်းမလဲဟာနောက်သူ့အမေကငါ့ကိုယုံလို့အပ်ထားတာအေးပါဟာငါသိပါတယ်သူကဆိုးတာဒီထက်ပိုဆိုးလာရင်တော့ငါတခုခုစီစဉ်ရလိမ့်မယ်ချစ်လီပြီညနေ9 နာရီအိမ်ပြန်ရောက်တော့တက်အိမ်လုံးတိတ်ဆိတ်နေအိမ်ကန်ထဲကိုရောက်တဲ့အခါမွေးရပေါ်ခွခွေလေးအိမ်နေတဲ့ကြီးကိုတွေ့ရောမှစိတ်အေးသွားတယ်ဘလောက်တောင်ငိုထားရဲ့မသိဘူးမျက်ခုံးလေးဖူးနေတာသူမကိုပေါ်ဆောင်လေးချုံပေးလိုက်ပြီးရေချိုးကန်နေဝင်နေကိုပြန်ရောက်ပြီထင်တယ်ရေချိုးကန်ဟာရေကြားတန်ကြောင်းနဲ့သူမလန်နိုးသွားတယ်ခဏကြာတော့ရေချိုးကန်ဟာမဟောပြန်ထွက်လာတယ်လက်ကပတီးလည်းမရှိတော့ရောင်ကိုင်းနဲ့လက်ကုံမြင်နေရတယ်ကိုမဟောပြန်မတူကိုဒီတခါလေးပြန်မတူကတင်ပေါ်အစိမီမှဲကြီးနေရဲ့မဟော့ခါကိုအနောက်ကဖမ်းလိုက်တယ်မဟော့လက်တရလည်းသူမလက်ကိုဖယ်ကြတယ်ကိုအနောက်ကဖက်လို့မရတော့အရှိကနေပြီးခေါင်းလေးတိုးပြီးဝင်လာတယ်တွန်းထုတ်ပြီးမဲ့လည်းမရတော့ဒီတိုင်းသားနေရင်ကြီးနောက်တစ်ခါမလို့တော့ဘူးနော်ကြီးကမရောက်ဘူးတော့သွားကြည့်ရပါနောက်ပြီးရေးလည်းမကူဘူးလေကိုရဲ့ကြီးတောင်းမှတ်ပါရနော်အခုလိုကြီးမနေပါနဲ့ကြီးကြောက်တယ်စကားရင်းကိုဆက်တက်နဲ့ပြစ်တယ်လို့ပြောနေရင်သူမကိုငုံကြည့်ပြီးတော့မဟောပြုံးမြေဖဲငါပြင်မဲ့လို့အိတ်တော့မေးမအိမ်နဲ့ဟောဂျေးစီးထည့်ပေးမယ်လीနော်မဟောဘာမှမပြောဘဲတစ်ဖက်ကိုမျက်နှာလွှဲထားရင်ဒီလိုနဲ့သူမစီးထည့်ပြီးရင်ကိုနားလာရင်လက်ကုံးပေါ်အရက်ပြန်လာတောင်းထည့်ရကြောင်းတက်ချက်တော့တွန့်သွားရင်နိုင်ဂျေးမှုတ်ပေးမယ်နော်ပါလေးတွေဖောင်းသွားရင်ဒီမှုတ်နေရဲ့သူမကိုမဟောကိုကြည့်မြင်အိမ်တော့ပက်တီးစီးပြီးအားလုံးပြီးသွားရင်မို့မဟောအိမ်ရောက်ပေါ်လေးချလိုက်တယ်နားလိုက်တော့ကွာကိုငါအိမ်မလို့မနှောက်ရက်နဲ့ကိုကအရင်ချိုးရပဲနော်အဲ့တော့အရင်ချစ်တယ်လို့အိပ်ပြီးကိုကလည်းတခုခုပြန်ပြောလေငါပြောတာနားထောင်ပါလားဟုတ်ကိုနောက်တခါငါမသိပဲဘယ်နေရာကိုမှမသွားနဲ့အနေရဆိုတာကြုံမမြင်အောင်ငါစိတ်ပူရဲ့ကိုကငါ့ကိုစိတ်ပူရဲ့
ဟုတ်ကူလိမ္မာရင်လာဒီနာမဟိုရဲ့လမ်းမမော်သူမကောင်းလေးအုံးလိုက်တယ်ငါမသိပဲဘယ်နေရာမှမသွားပါနဲ့ကွာဟုတ်ကူပြောလိုက်တော့ဟုတ်ကူပြီးရင်အသေးကုန်မွေစီးတုံလေးမဟောငါတောင်းဆွေးစရာလေးရှိလို့ပြောလေကိုမနေ့ပြန်ငါအမေစီကံပြရမှာဟာအဲ့ဒါလေးငွေဆောင်ကအထည်ကိစ္စကိုမဟောသွားပြီးပါလားယင်မနေ့ပြန်ကြီးလားသူတို့ကမနေ့ပြန်ညနေချိန်တာခရီးထွက်ပြီးစရင်ကိစ္စရေးဆိုကိုပဲလုံးနေရတာငါကူညီရမယ်လေသွားပြရမှာပေါ့တကယ်ကျေးဇူးပါပဲမဟုတ်ရဲ့ရပါရဲ့တကယ်ချင်းပြောတာပြောနေတာအိမ်ကချီးတုပ်လေးရရှိသေးရဲ့ကိုပဲသွားမလို့လေခီးသွားမလို့မသွားအောင်မသွားလို့မဖြစ်ဘူးဂျလီဘီလေးရဲ့ညနေချင်းထားတာကြေကောင်လေးပို့ပြီးတော့လေမဟုတ်ပြုံးပြရင်နေခဲ့တော့လိမ့်ပါတယ်လိုက်မယ်ပါပင်လေကြီးကိုမြင်ရပြီပင်လေကန်ဆက်ပေါ်လက်ခုပ်လေးတီးပြီးခုံပေါက်နေတဲ့ကြီးကိုတွေ့ရောမဟုတ်ပြုံးမြင်ဟုတ်ကဲ့တယောက်ရင်နှခမ်းယူမယ်ဗျတခမ်းမဲ့ယူမယ်သူပြောတာမဟုတ်ဘူးတယောက်ရင်နှခမ်းမယူတခမ်းမဲ့လိုချင်တယ်ဟိုတယ်ကဝင်တယ်မလီကမဟုတ်ကိုကြည့်လိုက်ကြီးကိုကြည့်လိုက်နဲ့ကောင်းကုန်နေဟုတ်ကဲ့ရှင်အခန်းကတခမ်းမရှိရော်တယ်အကူနဲ့မတော့လက်လေးနှစ်ဖက်မြောက်ပြီးတော့လေခုံစွာလှုပ်ပြီးတော့မဟုတ်ကိုရှာထုတ်ပြတယ်ရမလားဇီးရဲ့တစီပဲရှိရဲ့ဟုတ်ကဲ့ကျွန်တော်တို့ဆိုင်ကအယောင်းသွက်တယ်နောက်တစ်ခုကလည်းချီတယ်တွေပေါ့ဒါဆိုကျွန်တော်တို့ကုမ္ပဏီကချီတယ်တွေပုံမသွင်းပေးပါမယ်ဟုတ်ကဲ့လက်မှတ်ထိုးရမှာပေါ့ဒီမှာပါတစ်ဖက်ကကိုယ်စလင်းလေးစကားပြောပြီးတော့အချိန်ကြီးရောညနေ6နာရီထိုးပြီးဟိုတယ်ပြန်ရောက်တော့ကြီးမရှိရောမပြောမဆိုပဲထွက်ပြန်ပြီဟယ်လိုဘယ်မှာအလီလိုက်နေလဲကြလိမ့်မင်းအဲ့နေရတလန်းမှမယူနဲ့ငါလာပြီအဲ့အကြီးကြောင့်ငါစိတ်မချသိလားကန်ကြီးပေါ်နေဝင်နေပြီမဟော်လိုက်ရှာတော့သူမကခြေထောက်လေးစိမ့်မိထိုင်နေရဲ့ကြလိပြီကိုလာလားဘာထိုင်လုံးနေရလဲပြက်မယ်ဟိုးဝေးရနေလုံးကြီးဝင်มาပြက်မယ်နော်ကိုမဟော်နေကိုလမ်းကြည့်ရောတက်ဝဲလောက်ရှိနေပြီဒါဆိုလေထိုင်ကြပါဘောကွာသူမဘေနာကက်ထိုင်တော့ဂျေးရရေးပြတယ်ကြလိပြီဟုတ်ကိုလက်ပြီးဂျေးညာဘက်လက်ကိုဆွဲယူပြီးတော့လက်တကြွယ်လေးမှာပလက်တီနဲ့စိန်လက်စွပ်လေးဝဲပေးရဲ့ဒါလှတာပဲလက်စွပ်လေးစုပ်ပေးပြီးတော့သူမဟုတ်တယ်လို့တက်ဖက်လှည့်နေရဲ့ဟာဘာလို့ငိုတာလဲကွာကိုရတယ်ပျော်လို့ပေါ့ကလေးရဲ့တိတ်တော့နော်မငိုနဲ့သူမရဲ့ဘာပြေရမျက်ရည်ဥလေးမဟော်တုပ်ပေးလိုက်ပြီးသူမရဲ့နှက်ဖူးလေးပေါ်ဖွားဖွားလေးနန်းနေအရင်ချစ်တယ်ကလေးရဲ့သူမမျက်လုံးလေးအဝိုင်းသားနဲ့မဟုတ်မောကြည့်လိုက်တယ်မငိုနဲ့တော့နော်ကိုပြောလေဂျီကိုတကယ်ချစ်တာလားယင်တကယ်ပေါ့အရင်ချစ်တယ်အဲ့ဆိုလက်ထပ်မယ်ပါဒီတကမျက်လုံးပြူးသွားသူကမဟုတ်အော်လိုမျိုးစက္ကန့်အတော်ကြာစကားမပြောနိုင်ဘူးကိုပြန်ဖြေလေကိုကတွန်းလေကလေးရဲ့ကိုကလည်းအဲ့ဆိုဒီလက်စုကြည့်ဝတ်ဘူးလက်စုပ်ကိုပြန်ချိုးနေတဲ့သူမလက်ကိုမဟုတ်အတင်းပြန်ချုပ်ရတယ်မချိုးရအောင်နော်ကြလိပြီအဲ့ဆိုလက်ထပ်မယ်ဟူးဖြစ်စင်ဟာဖြစ်တော့ကွာကဲဒါဆိုအခုလက်ထပ်မယ်အခုလားအခုလေနှစ်ယောက်သာမတ်တက်လေးထားရပြီကျွန်တော်မဟုတ်ကိုကဒီကကြလီဘီလေးကိုလေထာဝရလက်တွဲသွားပါမယ်ဗျသူမသွားလေးတွေပေါ်အောင်ပြုံးပြပြီးတော့ခေါင်းလေးငိမ့်လိုက်တယ်ထာဝရမခွဲကိုဟုတ်ပြီလားကလေးဟုတ်ကိုသူမရဲ့ပကုံးလေးကိုတင်းကျပ်စွာဖတ်ထားလိုက်ပြီးစံနယ်လေးတွေကိုဖွာလိုက်တယ်ပြီးမှသူမနှက်ကလေးဖိကက်နန်းလိုက်တယ်ဘာကြီးရလဲကိုကနန်းလို့မဟော်ဆုံးအောင်တော့မရီလိုက်ရအောင်မဟော်ရင်လေပင်လေးဖက်ပြီးတော့သူ့နှက်ခမ်းကိုထန်တန်းနေဟာတော့မစရဘူးပြန်မယ်လားကုန်းဖို့မင်းကိုကဒီလောက်လေးဟာငါခါကျိုးမှာပေါ့မရဘူးမပိုးရင်မပြန်ဘူးဒါပဲသူမရဲ့နှက်ခမ်းလေးဆိုပြီးတော့တက်ဖက်လှဲ့သွားတော့မဟော်မနေတတ်ဘူးလာဒီနေ့မှဘာလို့ကောင်းဝင်ရှိဝစ်လာတော့ကွာမသိဘူးတက်ပြီနော်တက်သူမကိုလည်းဂုံပိုးလိုက်တော့လေထင်တယ်လောက်မလေးပါဘူးဟာအဲ့လောက်လဲပြီးမဖက်နဲ့လေအိတ်နေပြီကွာပြုတ်ကြမှာစိုးလို့ပါကိုကလေဟူးအမေတကယ်တော့မဟော့ပြောနေရပါသူမလေးနဲ့အခုလိုသွားစင်တာအစကလေးကကိုမနေ့ပြန်ထက်နေအောင်မင်းနော်မရဘူးပြန်ရမယ်ကိုကလည်းတစ်ချက်လုံးငါအမေဟုတ်ကိုချစ်တယ်ကွာရမ်းမေနင်းကိုကနင်းကိုရဲချစ်တာပဲနော်ဒါဘောဟာအားစားလိုက်တာဈေးနဲ့တဝေပြူရင်းနဲ့ကျောင်းဝကော်ပီဆိုင်လေးမှာထိုင်စကားဖောင်ဖွဲ့အဲ့ဟာဘာတူလဲကွာငါလေးတေးကြတော့မသိဘူးဂျေးလို့ခေါ်တာတော့ကြားဘူးရင်
ဒီနေ့မှចောင်းစားတက်တာငါကြိုက်သွားပြီတစ်ဖက်ကုံဝိုင်းမှာအင်းကြီးအပြူအောင်ဝေ့ထားတဲ့ကြီးကိုအာမနာစတန်ကြည့်ပြလိုက်တယ်ဒါကိုတဝီပြူကမြင်သွားတော့တယ်ဟဲ့ကြီးတတိထားတော့နော်ဟိုကောင်နေကိုကြည့်နေဘဲကောင်လဲဟိုဘက်ခုံကအင်းကြီးအနီအောင်ကွက်နေလေကြီးလန်းကြည့်လိုက်တော့အသားဖြူဖြူစပင်ကရွှေရောင်နေစူးထားသေးရဲ့အင်းကြီးလက်ခောက်ထားပြီးတော့ပေါ်နေရဲ့အသားပေါ်မှာလေတက်တူးတွေဟာအပြည့်လက်ကလည်းစီးလေးကညှက်ထားသေးရဲ့ခြေစုံကောင်းဆုံးကြည့်ပြီးတော့မျက်လုံးချင်းကိုပြန်ဆုံတော့ဒီတော့မျက်လုံးတစ်ဖက်မိတ်ပြတယ်နှာဘူးရုပ်ပြောပြမယ်အဲ့ကောင်ကဒီအကြောင်းမှချမ်းသာဆုံးပဲနည်းနည်းလေးစိုးတယ်ဟာချောလေးချောတယ်ဒါပေမဲ့မိမကိစ္စတော့ရှင်းနေလူမိုက်ခိုင်းနေသူ့မှလည်းရှိရကြားရဟာကြောက်စရာနမေရောထောင်းတီစားကိုပြောလေမော်ဟော်စရင်လုံးနေရလှမ်းကြည့်လိုက်တယ်သူမခေါ်ရင်ဘလောက်အရေးကြီးကြီးပြစ်ထားပြီးတော့လေသူမကိုချိန်ပေးတက်စမြင်ဂျေးအိတ်တော့မယ်အိတ်လေအလိုက်ကန်းဆိုမသိဘူးဂျေးကိုအားပွားပြီးအခုဒီကနေပဲအားပွားတော့ကလေးကိုကမထဘူးပေါ့အဲ့ဆိုဂျေးလာမယ်အေးရဘောကချက်ချင်းထားမယ်ပြီးတော့မော်ဟော်လန့်သွားတယ်ဟာတကယ်ချီးတော့ပဲပြန်အိတ်သူမရဲ့ပကုံးပေါ်ဆောင်လေးကြုံပြီးတော့နှစ်ဖူးပေါ်လေအနမ်းလေးကျွေလိုက်တယ်ရပြီလားအိတ်တော့ဟုတ်ကိုလူကိုအမြဲလန့်အောင်လုပ်နေစိတ်ဆိုးအောင်လေလှုပ်တယ်ဒေါသထွက်အောင်လေလှုပ်တယ်ဒါပေမဲ့ငါပြုံးနေမိရဲ့ငါတကယ်ချစ်နေမိပြီထင်နေကွာညနေလာကြုံမင်းတော့ချက်လေးပြီဟုတ်ကိုသူမအောင်လေကြောင်းရှိချပေးခဲ့ပြီးတော့ဆိုင်ကိုဆက်မောင်းခဲ့ကြီးအနောက်ကဘူးဆက်ဆက်ခေါ်တဲ့ကြောင့်လေသူမလှည့်ကြည့်လိုက်တော့မနေဟာလူဘာလဲစစ်တယ်မနေ့ပြန်အဖြစ်ပြန်ပြီးဒါပဲတီလိုက်လဲတီလိုက်တောင်းတီစားသူမလက်ကိုဆွဲချုပ်ပြီးတော့နေရနေကက်ထားလိုက်တယ်ဘေဘီမှလည်းចောင်းသူចောင်းသားတွေတရားမှမရှိဘူးနေလွတ်ဆန်ကားလက်ကိုမလွတ်ဘူးငါပါကောင်လေးနေအခုလောက်ဆိုတော့တိပြီးပြီတင်နေမတိဘူးဖဲ့လွတ်ဆန်တောင်းမျက်နှာရှိကိုတိုးလာကြောင်းသူမကျုံអော်လိုက်တယ်ဘာဖြစ်တာလဲငါဘာလို့ရသေးလို့လဲအခုတောင်းရင်ကျမတငယ်ချင်းကိုလွတ်ပေးပါနော်အနောက်ပြေးဝေးလာတဲ့တဝီပြူကြောင်းသူမအရန်ပြော့သွားတယ်တောင်းရဲ့လက်တွေအားရော့သွားခြင်းတူထုတ်ပြီးတော့တငယ်ချင်းနှစ်ယောက်ပြေးထွက်ခဲ့ငါကြောက်လိုက်တာကြီးရဲ့မင်းမေအတိုင်းမြည်မှာမဟုတ်တာဒါပေမဲ့နေတတိတော်ထားပါလားအေးဟာအခုချိန်တတိယမိသူမဟုတ်မဖြစ်ဘူးကိုပြောပြရမယ်ကိုပဲငါ့ကိုကောက်ွယ်နိုင်မှာကိုခြေပြောစရာရှိရင်သူမပြောတော့မဟော်ဂီတာတီးရရက်ပြီးမေးဆက်ပြတယ်ကြီးလီအနေနဲ့တခုခုနဲ့ကြုံနေရရင်လေကိုဘာလုပ်ပြီးမှလဲရဲတိုက်မှာပေါ့ကွာရဲတိုက်ချိန်တော့မရဘူးဆိုရင်ရောအဲ့လိုဆိုရင်ကိုယ်တိုင်ရင်ဆိုင်မယ်တကယ်လားရင်ကိုနေပါအောင်ဘာအနေကြုံရမှာမို့လို့လဲဟိုဟာလေကိုရဲ့မဟောစိတ်မရှိတော့ပဲဂီတာကိုချပြီးသူမထိုင်နေမှုရပေါ်တက်လာရင်ပြောစမ်းကိုပြောသူမလက်လေးနှစ်ဖက်ကိုစုပ်ပေးပြီးတော့မျက်လုံးလေးကိုကြည့်ပြီးအကေးခတ်တယ်ဂျေကိုလေလူတယောက်ကကြိုက်လို့တဲ့ဘာဟုတ်တယ်ကိုဘာတူလဲဘယ်အကောင်လဲပြောစမ်းကောင်စိတ်တည်ပူလို့မြို့လေမဟော်ထိုင်တော့မထိုင်နိုင်တော့ဘူးသူမလက်လေးစုပ်ပြီးတော့ကုန်းကွာဖြစ်နေထောင်းတိသားတဲ့သူကအရန်ချမ်းသာတာနောက်လူမိုက်ကိုင်းနေနဲ့လည်းပတ်သက်မှုရှိရဲ့တဲ့မိเจ้าမတက်နဲ့တော့ကိုရဲ့မလုပ်ပါနဲ့ကြေးပွင့်လေးတစ်ခုတော့ရကြသေးရဲ့မင်းတို့မိန်းမတွေကအဲ့အတိုင်းပဲငါတသက်လုံးမင်းကိုရှာကျွေးနိုင်တယ်ကွာမင်းတယောက်လောက်ကတော့ငါစီးစိမ်မပြုတ်သွားအောင်နားလေလားမဟုတ်ဘူးလေကိုကလည်းမိမိစက်နာလေးရောဖြည့်ဆည်းပေးခြင်းသေးတယ်ကိုရဲ့ဟုတ်တာပဲငါတကူကောင်းဆန်လို့မဖြစ်သေးဘူးလေမင်းဖုံးပေးဟုတ်ကိုကြေးဖုံးကနေ GPS တွေဖွင့်ထားလိုက်ပြီးတော့မဟော်ရဲ့ဖုန်းနဲ့ချိန်ထားလိုက်တယ်ဒါကိုဖွင့်တာဒါမှမင်းဘယ်သွားလဲဘယ်နေရာမှာလဲငါသိမှာသဘောပေါက်လားဟုတ်ကိုကိစ္စတကူရှိရနဲ့ငါ့ကိုဖုန်းဆက်ဟုတ်ကိုမင်းတကူဖြစ်သွားရင်ငါရင်ခွဲလိမ့်မယ်သူမကူလေရင်ခွဲနဲ့သွေးမြော့လေအမွှရပေါ်လဲကြရင်ကိုပြောအသက်ရှူချက်လို့ဟုတ်သားပဲသူမကိုစိတ်ပူတဲ့အတွေ့အကြုံနဲ့တင်းကျပ်စွာဖတ်ထားခြင်းနာနာသွားလာကြလိမ့်ပြီငါအရန်စိတ်ပူသွားလို့ပါကွာဂျီနာလေးပါရင်ကိုရဲ့ဂျီအနေနဲ့ရင်ဆိုင်ခင်ကိုလာခင်တော့ငါရှိနေသေးမိကိုသူတို့လက်ပြားနေတော့မထိစီအောင်ဒါပေမဲ့သူတို့ကဂျီစကားလေးတော့မစုံတော့ဘူးနှွေးထွေးရဲ့နှက်ကန်းတက်စုံကဖိကက်လာရင်စစ်တယ်ကွာကလေးရဲ့တဝေးငါအရင်ကြောက်နေရငါရှိပါရဲ့ဘာမှမကြောက်နဲ့နော်ညီငါနာမနေတော့တဝေးအေးပါရဲ့ဒါပေမဲ့အခုတော့တွန်းလှည့်သွားလိုက်အောင်မေမြင်ပြန်လာနော်စိတ်ချခဏပဲ
တဝေထွက်သွားတော့ကြောင်ခန်းထဲမှာသူမနဲ့တခြားကြောင်သူလေးနှစ်ယောက်သာရှိရင်သူမနဲ့ချက်လေးတက်ပြီးတချင်နာထောက်ပြီးခုံပေါ်မှောက်အိတ်နေဘာတချင်နာထောက်နေရလဲကြီးဟမ်သူမနာတက်ဖက်ကနှစ်ချက်တစ်ခုကိုဖြုတ်ပြီးလေနွေးနွေးကြီးကြောင့်လေသူမမောကြည့်လိုက်တော့ထောင်ကသူမကိုငုံကြည့်နိတောင်လက်တွေကနှစ်ချက်ကိုဆွဲလူပြီးအခန်းတကားရီစီကိုပြေးခဲ့လိုက်တယ်ဟမ်အခန်းတကားရီအကုန်အပြင်ကချက်ထိုးထားတယ်ခုနကြောင်သူတွေလည်းအခန်းထဲမရှိတော့ငါလာနဲ့တရေဘလူတွေးတယ်လို့ဘာလို့ကြောက်နေရလဲနင်းကိုယုံလို့ဘာသူမလွှဲလေးပတ်ပြီးမတူမတန်တယ်လို့တောင်းကိုကြည့်လိုက်တယ်တောင်းကတော့လက်လေးပတ်ပြီးတလန့်ချင်းကြီးစီရှောက်လာတယ်မလာနဲ့အပြင်မှာဘသူရှိလဲတကားဖွင့်ပေးပါဘသူရှိလဲမင်းကိုရှိလဲမဖွင့်ပေးဘူးလိုက်အောင်နေနဲ့သူမရဲ့တကားတွေကိုထူးနေတဲ့လက်တွေဆွဲချုပ်ပြီးနေရနဲ့ကတ်ထားလိုက်တယ်မင်းအရန်လာရဲ့ကွာနှာဘူးတနာယူနင်းကိုငါယုံနဲ့လှုပ်စမ်းလှုပ်မင်းအမိန်နာခံမှုငါလာတာမဟုတ်ဘူးမင်းအချင်းရဖို့လာတာရှင့်လားငါရဲ့ခန္ဓာကိုယ်ပဲနေရမယ်ငါအချစ်တော့မရစေရဘူးဒါလည်းမစိုးပါဘူးတောင်းကသူမတကူလုံးကိုစီးစီးကြည့်ရင်နင်မယုံပါနဲ့ဒီမှာငါ့ကိုအဲချိနေရအောင်မတွန်းဖို့နဲ့ငါမင်းကိုဘာမှမလုပ်ရသေးသူမကောင်းလေးငုံမျောလဲတရှုံရှုံနဲ့ငိုတော့တောင်းမနေနိုင်တော့ဘာလို့ငိုရလဲဟူးလက်နောက်လို့ပေါ့တောင်းဆုပ်ထားရဲ့သူမရဲ့လက်ကောက်ဝီလေးရနီတောင်နီနေပြီ sorry ကြီးတောင်းမှတ်ပါရဲ့ကိုရဲ့ကျင်းကိုပြန်ဖွင့်ပေးပါသူမလက်အုပ်လီကြည့်ပြီးတောင်းမှတ်တော့တောင်းစိမ့်နေသွားတယ်ဘောင်းမီအိတ်တရဖုံးကလေးတချို့ကိုလည်းနှိပ်လိုက်တယ်ဟဲ့ကောင်နေတကားလာပွင့်တော့နေပါအောင်မင်းကငါ့ကိုဘာလို့ယုံတာလဲမသိဘူးဟေးလေတနေ့ကျရင်တော့ယုံလဲယူရမှာပဲမယုံလဲယူရမှာပဲပေါ့အပြင်ကတောင်းတငယ်ချင်းတကားလာပွင့်တော့သူစကားဆုံးအောင်တော့နားမထောင်မင်းနဲ့ထွက်ပြေးခဲ့တယ်ကောင်မလေးကငိုသွားပါလားဟာပွဲကျင်းလိုက်တယ်ထင်တယ်တော်စမ်းပါကွာလက်ပဲကာရသေးရတန်းငိုရောမလွယ်ဘူးဒါမဲ့မင်းနဲ့နေဖို့အတွက်တော့ငါမှအစီအစဉ်တွေများရှိသေးမင်းကိုပိုင်ဆိုင်ရဖို့ငါအားလုံးရင်ဆိုင်ရင်အဓိကမင်းငါအနာမှာရှိနေဖို့ပဲကိုပြောလေဘာမှမဟုတ်ဘူးခေါ်ကြည့်ရလူဆိုးမလေးကိုပြောစစ်တယ်လို့အဲ့တော့ကွာစိတ်ရင်းနေမားမဆိုလို့မဟော်អော်လိုက်တယ်ကြီးထက်ဟာဘာစကားတမ်းမှပြန်မလာတော့ပဲတိတ်ဆိတ်သွားတယ်မဟော်မတင်ငါလူလှမ်းကြည့်ရောကလေးငိုနေရဟုတ်လားပါပြင်းပေါ်ကမျက်ရည်ဥလီကိုမြင်တော့မဟော်ပြေးလာတယ်ဘာဖြစ်လို့ငိုရလဲကွာသူမဘာစကားမှမပြောဘဲတစ်ဖက်ကိုလှည့်သွားတယ်စိတ်ကောက်နေရလားဟုတ်လားသူမထက်ဟာဘာစကားတမ်းမှထွက်မလာကဲဒါဆိုတချင်းဆိုပြမယ်လေကိုသူမတစ်ဖက်လဲနေရနေမဟောရင်ဝင်နေကောင်းလေးတူးခွင့်တော့အလိုက်တင်လေးပြန်ဖက်ထားတယ်စိတ်ဆိုးပြေဘောကလေးလေကဲမငိုရဘူးလေတိတ်တော့နော်တိတ်ကိုရာချစ်လာရင်ချစ်တာပေါ့ကိုအလုပ်တွေထားပြီးတော့ကလေးနဲ့အိမ်မယ်နော်ဟုတ်ကိုငါကြောင့်မင်းမျက်နှာလေးကအပြုံးမပြတ်စေရအောင်ကွာမဟောပြောလေကိုဒီနေ့လေမောင်နဲ့ချိန်တာရယ်လမ်းနေရပေါ့ဒီထက်လမ်းတော့ငါ့ကိုလိုက်ဖို့ပြပါလားယင်ဘလို့စာရိုဒီတိုင်းထားခဲ့ရမှာပေါ့ခဏလေးပါမဟုတ်ရဲ့လောက်ပါတခါလေးနော်သဘောအေးရကံမောင်တခြားအတွဲလေးတန်းစီနေကြရဲ့အတွဲခုံလွတ်လေးတစ်ခုံအနာကိုလေကားထိုးရက်ပြီးတော့ကိုကိုချပြီးတော့သူကတော့ဒီခုံနဲ့မလန်းမကန့်နေရမှာကားရက်ထားတယ်ကိုမောင်လာပြီကိုကိုပြောစရာရှိရဲ့ဟုတ်ပြောလေမောင်ကအေးရပေးစားလူနဲ့ယူရမှာမောင်တို့လမ်းခွဲကြရအောင်နှုတ်ဆက်ခဲ့ပါလေလီပြေကူရဲ့ကားကြီးကနေမဟော်အချိန်နေစောင့်ကြည့်ရဲ့ဒီလိုကတော့ပြေးထွက်သွားပြီကိုကတော့တရှုံးရှုံးငုံနေတာတွေ့ရဲ့တဝေရဲ့ဖြစ်ပါမလားဟာနေရလေငါဆိုဒီတိုင်းလိုက်ချောင်းတာကိုစီမှာအတွဲလေးမရှိတော့သူများအတွဲလိုက်ချောင်းတယ်လေငါတို့เจ้าအတွဲဆိုဒီမှာကြည့်ပဲဟုတ်လားကြောင်စင်တော့အိမ်တန်မပြတ်မဲတဝေနဲ့အင်းရကံကိုရောက်လာရင်ကူမပြတာလေငါ့ကိုပြောစမ်းပါကွာမောင်ကငါ့ကိုထားခဲ့ပြီဟာမဟောတနာလုံးလို့ကိုရဲ့ပကုံးတွေကိုတင်းကျပ်စွာဖတ်ထားတယ်မငိုပါနဲ့ဟာအဲ့လိုတစ္ဆာမရှိရဲ့လူကြောင့်နေမျက်ရည်မကြနဲ့မငိုနဲ့တော့နော်ဟဲ့ဟိုကအတွဲတော့စနေပြီကောင်လေးကဖတ်ထားမှာအေးနော်ဒီအတွဲကိုဂျေးကြည့်ရင်ငါတွေ့ဘူးတယ်လို့ပဲကောင်လေးကလည်းတစ်ဖက်လဲနေရနဲ့နောက်ကျောသာမြင်နေရကြောင့်လေဝေခွဲရခတ်တယ်ကိုဂျေးလက်တရားမုတ်ထုတ်လေးပါပြုတ်ကျသွားရဲ့ဒီအံ့ဩသွားတယ်လာပါကူရဲ့ပြန်မယ်သူမကိုဆွဲထုတ်ပြီးတော့ကားစီကိုပြန်လျှောက်ခဲ့ရဲ့ကိုရဲ့ဂျေးမြက်ကင်ပြင်းပေါ်ကိုလေဂျေးပြေးလက်ပြေးထိုင်ကြရဲ့ဟဲ့ဘာဖြစ်တာလဲဂျေးကဟိုအတွဲတော်ထွက်သွားပြီ
ငါပြန်တော့မယ်ဟာတူတူပြန်မယ်လေကြေးပါစကားမှပြန်တော့မပြောနိုင်တော့ဘူးစိတ်တရားအလိုလိုဝမ်းနေရပဲခံစားမိရတော့အမှန်ခါတိုင်းညတွေလို့မဟော်တီညလေကွန်ပျူတာရှိထားမျိုးအလုပ်တွေလုပ်နေကြေးဦးကြီးရောဖက်လုံးကြီးခွာပြီးအိမ်မောကြနေအိတ်ပုတ်လေမဟော်တစ်ချက်ပြုံးလိုက်ပြီးအလုပ်သာဆက်လုပ်နေကြေးမအိတ်သေးဘူးကိုရဲ့နောက်ရက်တည်းလဲအိပ်ပျော်မှာမဟုတ်တော့ကြေးတယောက်ကြောင်လို့တာနဲ့မဟော်ကောင်ကိုစောင့်နေတော့ပဲလမ်းလျှောက်ပြီးသားပြန်ခဲ့ရင်လူပြက်တဲ့လမ်းကျိုးတစ်ခုမှသူမဘေးနောက်ကားကြီးတစ်စီးထိုးဝင်လာပြီးလူနှစ်ယောက်ထွက်လာပြီးတော့လေသူမပါဇက်ကိုပိတ်ပြီးကားထဲခေါ်သွားတယ်။ကောင်းနောက်ခံကိုရောက်တော့နေလူယုံပါကားနောက်အမျိုးစိမ့်ပါပါမိပြီးတော့ကြေးကိုရေးပြတယ်။မောင်တော့ဘယ်ကိုလဲငါမလိုက်ဘူးနေပါရီကြံစီနေရလေ။ငါပြောပြီးပြီနင်းကိုရဖို့ငါအားလုံးရင်းရတယ်ကြီး။နေလူယုံပါကြီးကဲဟဲရှိသမျှအားရနဲ့တောင်းရင်ဘက်ကိုထူရိုက်ပြီးမယ်။ပန်းနဲ့ပေါက်တဲ့အလားတောင်းကတော့ပြုံးနေအယိုးကွဲအောင်ရိုက်မှအသွေးစိမ်းအောင်ချစ်တယ်တဲ့ကြားဘူးရဲ့နော်အခုကောင်းကိုရက်ပြီးအဲ့လောက်မလွယ်ဘူးလေဒီနေ့ကစပြီးနေကငါအကျင့်များဖြစ်ပြီးပေါက်တယ်နော်နေကိုတိန်း1000နဲ့တင်တောင်းမယ်โอเคမလို့ချင်ဘူးအခုကောင်းကိုရက်မလို့ချင်လဲပြီးမယ်နေနားညီရဲ့ငါရင်ဝင်မှာခဏလောက်အိတ်နေလိုက်တော့ဂျေးရဲ့နှာခေါင်းကိုလက်ကင်ပေါ်ကအဖြူစားလေးနဲ့အုပ်လိုက်တာကြောင့်ကဘာမြေကြီးနဲ့ခဏတာအဆက်ပြတ်သွားတယ်သူမမြင်နေရတာလူတယောက်ကိုဝိုးတိုးပါတာလေဒီလိုကခုံတခုံပေါ်ခံကန့်ကြီးထိုင်နေပြီးတော့သူမကိုကြောခိုင်းထားတယ်ဒီလူရှိရောက်တော့ကိုမဟောကမျက်လုံးလေးမိတ်ထားကြောင့်မဟောလက်တီကိုလှုပ်ပြီးနိုးလိုက်တယ်ကိုကြေးတို့ပြေးကြမယ်နော်မဟောလက်ကိုဇွဲထုလိုက်တော့ဝမ်ပိုက်ကသွေးရလဲပွက်ကနေပန်းထွက်လာတယ်ကိုသူမအေးရလန့်တော့အခန်းထဲမှာမီးတွေကလင်းထိန်နေတယ်သူမကိုပေါ်အဝတ်အစားရလဲအရင်အတိုင်းမမို့လေအနေငယ်စိတ်သက်သာရသွားတယ်သူမဖုံရောလွယ်အိပ်ရောမတွေ့ရောကိုရဲ့ကျင်းကိုကဲပါအောင်ဆန်အားကျဲတယ်လို့အိမ်ကြီးကလည်းခန်းသားထဲသွားတယ် GPS အရာဆိုဒီအိမ်ဆိုတာတည်ကြနေပြီဖြစ်တာကြောင့်မဟော်ကားတွေကထွက်ပြီးခြံစည်းရိုးကိုကြော်တက်လိုက်တယ်နောက်အိမ်ပရင်းပေါက်ကတက်စိန်အိမ်ထဲကိုဝင်ခဲ့ရင်အိမ်ထဲမှာရှိတဲ့ထမင်းစားခန်းမှာဘီယာဝိုင်းနေကြပြီးစားတောက်နေရကြောင်းအိမ်ပေါ်တက်တွေမှာရှိတဲ့အခန်းတွေမှန်တယ်မြောက်လေတိတ်တိတ်လေးလိုက်ဖွင့်ကြည့်ရောနောက်ဆုံးအခန်းဂျင်းကိုတွေ့ရတယ်စလီဘီကလေးလေးကိုရောက်လာပြီသူတို့စားတောက်နေအောင်ပြန်ထွက်အောင်မယ်ဟုတ်ကိုဒီအခန်းမရှိရဲ့စောင်းနေမှုရခင်းတွေကိုဆက်ချပြီးတော့ပရင်းပေါက်ကတွေ့ပြီးဆင်းရတယ်အောက်ရောက်တော့လေခြံစည်းကိုကြော်တက်ပြီးမှကားရင်းနဲ့ဦးသားပြန်ရောက်တယ်ဘာမှမဖြစ်ဘူးနော်အစီပြေးရလာကြလေပြီပြေးရဲ့ကိုမောက်မြင့်မြတ်မောက်ဒီအကြီးကကောင်အရှိန်ပြင်းစွာမောင်းထွက်ခဲ့ကိုဘယ်ဟိုမောင်းနေရလဲဟိုရောက်ရင်တိမှာပေါ့ဟိုတက်ကရေကူးကန်းစီကိုမောင်းလာခြင်းမင်းကလာပြီဘာတူလဲငါမဟောဒီလိုနဲ့အိမ်ထဲစကားလက်စုံအတူတူပြောကြရင်လာရင်ကိစ္စလက်ထက်စာချုပ်မလို့မင်းကအတိသက်တွေလုပ်ပေးဟေးရော့လက်မှတ်တော့ကြောင်နေပဲတငယ်ချင်းนี่လေဖြစ်တော့မင်းကလည်းကိုညီလိုက်တယ်ပြန်တော့မယ်ကွာကျေးဇူးပဲအေးမင်းကလည်းဦးကြောင်လေးကြည့်ပြီးကြံခဲ့တော့တယ်ကိုဘာသွားလို့တာလဲရော့လက်မှတ်ထိုးလိုက်မဟော်ပေးလိုက်တဲ့စာရွက်ကိုငုံကြည့်ပြီးတော့ဂျင်းမျက်လုံးလေးပြူးသွားတယ်ဒါကိုတို့နှစ်ယောက်ကိုဘသူမှခွဲလို့မရအောင်လုပ်လိုက်တာသဘောတူလားတူတယ်တူရင်ထိုးမဟော်သွားလေးပေါ်အောင်ရီလိုက်ရင်ပေါ်ပြီးကိုလှမ်းပြေးလိုက်တယ်သူမလက်မှတ်ထိုးပြီးမဟော်လက်မှတ်ထိုးတယ်အခုအိမ်ကိုပြန်လို့မရသေးဘူးဘာလို့လဲတောင်းဆိုရဲကောင်းရင်လူတွေစောင့်နေလိမ့်မယ်မနေ့ကငါပေးရအိမ်ကအတော်ကြီးကလည်းငါအကြောင်းနေလာမေးသွားတယ်တဲ့ဟုတ်လားဟုတ်တယ်ဒါဆိုဘယ်သွားမှလဲဘယ်သွားခြင်းလဲဘယ်သွားရင်ကောင်းမလဲခြေဦးတရားသွားမယ်ကွာဘယ်လိုလဲစပြီဘာမရှိတော့ဘူးဟုတ်လားဟုတ်တယ်တခင်လေးဒါကမဟော်ကိုရဲ့ကိုကြီးအချင်းပါစာရွက်ကိုကြည့်ပြီးတော့ဒေါသတွေကလည်းအလေးလေးထွက်လာတယ်တခင်လေးဒါကခုနမမလေးရဲ့ဖုန်းက passport မရှိတာကြောင့်အလွယ်တကူဖွင့်ရှာလိုက်တယ်မဟော်နဲ့ရိုက်ထားတဲ့ပုံတွေက event တစ်ခုလုံးကိုဖြစ်နေတယ်နောက်တော့ GPS ကိုတွေ့သွားတယ်လိုက်မယ်ကဲဒီစာချုပ်ကအကျုံးမဝင်ဘူးဆိုတာငါသိပါတယ်ဒါမဲ့ဒီစာချုပ်ကငါတို့နှစ်ယောက်လုံးခဏတာတော့ကောက်ွယ်ပေးနိုင်မှာပါဟုတ်ကိုရုတ်တရက်ကားသုံးစီးရလဲမဟော်တို့ကဝိုင်းလာတယ်ကိုသူတို့လိုက်လာကြပြီရဲစခန်းကိုဖုံးဆက်ရော့ကားတကားကိုလောချထားပြီးစာချုပ်ကိုစုပ်ကင်ထားတယ်တကားဖွင့်တယ်ကားတကားနှစ်ဖက်လုံးကလူကြီးနှစ်ယောက်ကတကားကိုလာဖွင့်နေဟုတ်မြင်လာပြီပါနော်ကြည့်လိပြီမြင်လို့ဟုတ်ကဲ့တန်တုံနဲ့တကားကိုရိုက်ခွဲလိုက်တာကြောင့်မ
မှန်ကွဲစားရီကားထဲကိုဝင်လာတယ်ဒီလိုကကားလော့ဖြုတ်ပြီးတော့မဟုတ်လေဘေးကအင်ကြီးစာကိုဆွဲထုတ်တယ်ကိုကိုဘာမှမလုပ်ပါနဲ့မဟုတ်ဒူကောင်းကိုဒီလူကဖြက်ကန်တော့ဒူထောက်တယ်လို့ဖြစ်သွားတယ်ဟာဟာမင်းလားမဟုတ်ကိုဆိုဟုတ်တယ်လူကတော့ချောပဲမိန်းကလေးတို့တော့မထင်ရအောင်လွတ်စမ်းဈေးလက်တွေကိုတခြားလူကြီးတွေကလည်းချုပ်ထားတယ်မင်းဘာဖြစ်ချင်တာလဲတောင်းတတော့ဂျေးကိုထားပြီးမင်းပြန်တော့ဟာအဲ့လောက်မလွယ်ဘူးလေဒူထောက်နေရထားပြီးတော့ကားရီကဆောက်ရက်ကိုဆွဲယူပြီးတောင်းအရှိကိုထောင်ပြလိုက်တယ်ဒါပါလိုက်ရေးဆိုတော့မင်းသိမှာပါမင်းတော့သူ့ကိုခေါ်သွားရင်ငါသူများမရခုမှုနဲ့တရားဆွဲလို့ရတယ်နားလေလားတောင်းနဲ့သူ့လူတွေနည်းနည်းတွေ့ဝေသွားတယ်အဲ့လောက်ဆိုသဘောပေါက်ပြီထင်တယ်လာလဲအတိုင်းပြန်တော့စာကြုံမကောင်းလို့တမရပဲလားငါစိတ်ဝင်စားကြာရဲကွာအဲ့ကောင်ကိုချုပ်လိုက်ဘေးကလူနှစ်ယောက်ကမဟော့လက်တွေကိုချုပ်ထားလိုက်ပြီးတောင်းကမဟော့နားကိုတိုးပြီးတော့မင်းကောင်မလေးကိုတေချာကြည့်လားကုမျက်ရည်စီးကြနေတဲ့သူမမျက်နှာလေးကိုမဟော်ကြည့်ပြီးရင်ထဲစိုးနေသွားတယ်။ဒါကဘောင်းမီအိတ်တွေကတမြောင်ထုတ်ပြီးမဟော်ဝမ်းပိုက်ကိုထိုးချလိုက်တယ်။ကုတောင်းကိုထိုးပြီးပြန်ထုတ်လိုက်တော့သူကြီးကမြင်မကောင်းလို့ကုမသိရဘူးကုမငိုနဲ့နားကြီးရယ်မလုံးနဲ့မင်းတို့ငါတို့ရဲတွေဝိုင်းထားပြီ။ဟာတောင်းတို့အုပ်စုလက်နဲ့ချပြီးအဖမ်းခံလိုက်တယ်။ဦးရဲကြီးတို့ရဲ့ကုကိုကဲပါအောင်။ကြီးကိုဘာမှမဖြစ်ဘူးနော်ကိုမဟော်ပြောနေခေါင်းကိုက်ဆိုင်ကြသွားတယ်လောကကြီးနဲ့ခဏတာအဆက်ဆက်ပြတ်သွားခဲ့ပြီငါမင်းအနောက်ကိုနေချင်သေးရဲ့ကွာမင်းဆိုသမျှရေဒေါသထွက်ချင်သေးရဲ့မနက်ခင်းတိုင်းမှာငါဘေးနောက်မှာအိမ်နေရဲ့မင်းမျက်နှာလေးကိုထပ်တွေ့ချင်သေးရဲ့မင်းပါလေးပြီးတော့မင်းနှက်ခမ်းလေးထက်နှံချင်သေးရဲ့ကွာဒါပေမဲ့သမီးရဲ့စိတ်အေးထားပါကွယ်အနီရဲ့ကိုခဲ့ပြီကိုမသိရဘူးအဲ့ဟာကြီးညီးကြောင်ဖြစ်ရလေအခုမှလာငုံမပြနဲ့တငယ်ချင်းရဲ့တမီးလေးကိုလည်းအပြစ်တင်မနေပါနဲ့တော့ရဲ့တားလေးပြန်ကောင်းပါပါအေးပါတတရဲ့ခဏကခွဲစိတ်ကဒေါက်တာတယောက်ထွက်လာပြီးတော့ဒေါက်တာကျမသားလေးချင်းနေဒါအထဲကိုလေးလက်မောက်လောက်ကိုဖောက်ဝင်သွားတာဦးရင်းနဲ့နည်းနည်းထိသွားတယ်ဒါမဲ့တော့မပူပါနဲ့အဆင်ပြေသွားမှာပါခွဲနေတော့မှသားလေးကိုကယ်ပေးပါအောင်နော်ဒေါက်တာကျွန်တော်တို့အစွမ်းကုန်ကြိုးစားသွားမှာပါဟုတ်ကဲ့ပါဒေါက်တာဆရာဝန်ကခွဲစိတ်ကနေပြန်ဝင်သွားတယ်။ကြေရောသူမမိမိရောမဟုတ်မိမိရောရသမျှဖျားစာရွတ်ကြတယ်။တနားရီလောက်ကြာတော့ဒေါက်တာတယောက်ထွက်လာပြီးတော့မဟုတ်ကိုလူနာဆောင်နေလား။ဟုတ်ကဲ့ပါဒေါက်တာ။ဒါလေးကြည့်နေရောရင်ခွဲစိတ်မှုအောင်မြင်ပါရဲ့ဗျာ။ဟဲ့ကိုမသိတော့ဘူးတဲ့မိမိ။ဝမ်းသားလိုက်တာဒေါက်တာရဲ့ကျေးဇူးတင်ပါတယ်ရှင်။ရပါရဲ့ဗျာ။ဒေါက်တာကတော့ခွဲစိတ်ကန်ပြန်ဝင်သွားတယ်။ကိုရဲ့ကြေးအတွက်အသက်ရှင်ပြီလို့ကျေးဇူးတင်ပါတယ်ကိုရဲ့ဒါမှနောက်ထပ်ဆူးလို့ရမှာမှွေလို့ဝါသေးဘူးကိုရဲ့နှက်ခမ်းလေးတွေလည်းထန်ထန်ရအောင်ပါကိုမြင်မြင်နေကောင်းပါစေနော်နောက်တလားကြဘာမဖြစ်နိုင်တာကြီးမမေရဲ့ကိုကကြေးကိုတကယ်ချစ်တော်ပါကိုကကြေးကိုလည်းတာဝန်ယူမယ်မမေရဲ့ကွန်းပြုတ်ပေးပါနော်ဟဲ့ဟိုကမိန်းကလေးကြီးနေနဲ့အိုးမဟုတ်သေးပါဘူးမရဘူးကြေးကကိုဝယ်ယူမှာမိကြီးမသိဘူးနင်ကဲလက်မတိုင်းနဲ့ကြေးရွာလမ်းထပ်ပြီလာမပြောနဲ့ဘာဒီမှာတွေ့လားအဲ့ကိုပေးထားတာသူမလက်တဲ့ကြွယ်ကစိန်လက်စုပ်လေးကိုသူမမိမိကိုထောင်ပြလိုက်တယ်ပြောလို့မရလေယူကြဟေးယူကြအေးဒါမှတို့မီအခန်းပြင်းဟာလက်သီးလက်မောင်းတန်းပြီးတော့မဟော်ထခုန်လိုက်တယ်ဟူးအခုမှပဲရင်ထဲပေါ့သွားတယ်နောက်တနေ့ကျကိုကြီးဘိုင်းနာလာပြီအေးရပေါ်လူလို့နေကြေးကိုကြည့်ပြီးတော့မဟော်ဘာလို့ဘာခံရမယ်မသိဘူး။ဘာကြည့်နေရလဲတခုခုလုပ်ပြီးလေစီးကန်းသွားမယ်ဒီမှာအရန်နာနေပြီကိုကလာကိုကုံဖို့မယ်မင်းဘာမှမဖြစ်စရာငါရှိနေသေးပြီပေါ့တော်ကြလေးပြီဒီမှာသမီးလေးဘိုင်းစားနေပြီထင်တယ်တခုခုလုပ်ခဲ့ကွာလာပြီကိုအေခန်းကအမေနဲ့ရောက်တော့မဟော်နေကြီးကိုကြည့်ပြီးမျက်စောင်းနေထိုးနေအမေကိုကတ်တယ်အေးဟုတ်ပါကြီးထမင်းစားကထမင်းဘက်ကလေးယူပြီးထွက်လာတယ်သမီးလေးဘိုင်းစားနေပေါ့ဟုတ်လားစားနေပြီပေါ့ကွာသူ့လေးတက်ရှိပြီအစားပကံလေးကိုလေထမင်းနဲ့ကြက်သားနေထားတာတွေထည့်ပေးလိုက်တော့ခွေးမလေးပါပြီးခေါင်းမပေါ်စတဲ့ကိုငုံစားတော့တယ်ကိုပြာအခုလိုလေအမြဲနေသွားမယ်နော်နောက်နှစ်ပေါင်း100မကတက်ဆုံးနိုင်နေသွားပါမယ်နောက်အဆက်တွေမစားနဲ့နော်ဟိုတကားလိုဘိုင်းလာနေပြီကိုမျက်လုံးမိတ်တာမိတ်ပြီမဟော်ရဲ့နှကန်းလေးပေါ်နှွေးထွေးရဲ့အနမ်းလေးတကူထိကက်လာတယ်တိနေလေကိုပြာခုနကလေအတန်တခုများကြားမိလိုက်လားယင်
ကြားမိလိုက်တယ်မီမီတို့ကလည်းဖေးအားသွားတယ်ဆိုဘာဖြစ်တာလဲကြီးအဲ့ဟာလေသမီးလေးနဲ့ကြီးနဲ့ပေါ်လုံးကစားရင်ကြီးကပေါ်လုံးဖြစ်ပေးလိုက်တာလေပေါ်လုံးကအိမ်ဘေးကအမှန်ကိုထိပြောကွေးသွားတယ်ပါဟုတ်ကဲ့ပါရှင်အခုပြောပြပေးခဲ့ဇလန်ကောင်းလေးကစာရေးဆရာတောင်းတီစာရေးသားထားတဲ့စီတန်ရဲ့ကကြည်တဲ့ဆိုတဲ့ဇလန်ကောင်းလေးရဲ့အစအဆုံးတင်ဆက်ပေးသွားတာပါနောက်နေ့မှာလည်းဘလို့စိတ်ဝင်စားဖို့ရဇလန်ကောင်းလေးကိုတင်ဆက်ပေးအောင်လဲဆိုတာသိရှိစေဖို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပြီးတော့ဗီဒီယိုတိတိတိုင်းမှာလည်းသိရှိစေဖို့အတွက်ဘေးနာကနူဒီပဲခေါင်းလောင်းလေးလည်းနှိပ်ခဲ့ပြီးဖို့တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ပါဇလန်လေးကိုလည်းအစနေ့အဆုံးထိနားဆင်အားပေးခဲ့ကြတယ်ပရိသတ်တအုပ်တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရဲ့ရှင်